ဆိုတဲ့အကြောင်းလေးကိုကျမကတင်ပြချင်လို့ဒီ CNE လေးကိုကျမဝင်ရောက်ပြီးတော့လာရောက်ပြီးတော့မှမျှဝေတာဖြစ်ပါတယ်ရှင်ဒီနေ့တင်ပြမဲ့ presentation ကတော့ public health နဲ့ပတ်သက်ပြီးတော့ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်ပိုမိုပြီးတော့မှ awareness ဖြစ်ဖို့နဲ့ public health ထဲမှာသူနာပြုသားဖွားတွေရဲ့အခန်းကဏ္ဍအရေးပါပုံကိုပိုမိုအလေးထားမိစေဖို့အတွက် CNE topic အနေနဲ့တင်ပြဆွေးနွေးရခြင်းပဲဖြစ်ပါတယ်ကျမတို့ public health လို့ခေါ်တဲ့ပြည်သူ့ကျန်းမာရေးကဏ္ဍရဲ့အဆုံးစွန်ဆုံးရည်မှန်းချက်ကတော့ next slide ကျမတို့ public health လို့ခေါ်တဲ့ပြည်သူ့ကျန်းမာရေးရဲ့အဆုံးစွန်ဆုံးတော့ကျမတို့ရဲ့ရည်မှန်းချက်ကတော့နိုင်ငံတစ်ခုအတွင်းမှာကျန်းမာတဲ့ပြည်သူလူထုတွေရှိနေဖို့ပါပဲအဲ့လိုရှိနေဖို့ဆိုတာကလည်းတကယ်တော့လွယ်ကူရိုးရှင်းတဲ့အလုပ်တစ်ခုတော့မဟုတ်ဘူးပေါ့နော်လွယ်ကူရိုးရှင်းတဲ့ကိစ္စတော့မဟုတ်ဘူးပြည်သူ့ကျန်းမာရေးဆိုတာလူတွေရဲ့အမျိုးမျိုးသော social behavior activities တွေနဲ့ဆက်ဆက်နေတယ်အဲ့ဒီ activity တွေဆိုတာကလည်းလူအုပ်စုနဲ့အုပ်စုတွေတစ်ခုနဲ့တစ်ခုမတူသလိုနေရာဒေသတွေအပေါ်မှာလည်းမူတည်ပြီးတော့ကွဲပြားမှုတွေရှိနေတယ်အဲ့ဒီ social behavior activities တွေပေါ်မှာနိုင်ငံတစ်ခုရဲ့ socio economic condition တွေကလည်းလာပြီးလွှမ်းမိုးနေတယ်အဲ့ဒီလွှမ်းမိုးမှုတွေကဆိုရင်ကျန်းမာရေးဝန်ထမ်းတွေကျမတို့ကျန်းမာရေးဝန်ထမ်းတွေလှုပ်ဆောင်နိုင်တဲ့ကျန်းမာရေးကဏ္ဍရဲ့အလွန်မှာရှိနေကြတာအဲ့တော့တနည်းအားဖြင့်ပြောရရင်တော့ကျန်းမာရေးဝန်ထမ်းတွေဖြည့်ရှင်းရမယ့်ပြည်သူလူထုရဲ့ကျန်းမာရေးပြဿနာတွေဟာအမျိုးမျိုးအထွေထွေသောအခြေအနေတွေရဲ့တက်ရောက်မှုအောက်မှာပဲရှိနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူလူထုရဲ့ကျန်းမာရေးအခြေအနေတစ်ခုကိုလေ့လာသုံးသပ်ရမှာရှုထောင့်အမျိုးမျိုးအနေအထားအမျိုးမျိုးကနေလေ့လာဆန်းစစ်ပြီးတော့ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ကအရေးကြီးပါတယ်ဒါမှလည်းပြည်သူအတွက်အကျိုးရှိမှန်ကန်တဲ့ public health decision တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ် next အဲ့တော့ကျမတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေရာဆိုလို့ရှိရင်เนาะကျမတို့ textbook ထဲမှာသင်ထားခဲ့တယ်လို့မျိုးတပုံစံနဲ့ solution တစ်ခုတည်းနဲ့ဖြေရှင်းလို့ရတဲ့အရာတွေတော့မဟုတ်ဘူးပေါ့เนาะအဲ့တော့ health professional အတွက်ဆိုလို့ရှိရင်ကျမတို့အလေးထားသိဖို့လိုတဲ့ဟာတွေကတော့ဘာလဲဆိုတော့ public health ရဲ့ epidemiology ပါပဲ epidemiology မှာဆိုလို့ရှိရင်လည်း nursing curriculum တွေမှာတော့အစောကြီးကလေးကထည့်ပြီးတော့မှသင်ချပို့ချထားပြီးသားတွေပဲပေါ့နော်အရေးကြီးလို့ပဲစောစီးတွေကကျမတို့ကသင်ကြားထားပေးထားတာပေါ့ဒါပေမဲ့လည်း undergraduate level မှာကျတော့လေ့လာသင်ယူစရာတွေကအများများတော့ဒီအပိုင်းတွေကိုပေါ်ရောမိတာမျိုးကျောင်းသားတွေအနေနဲ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လို့ public health ထဲရောက်လာပြီးဆိုတာနဲ့လေ့လာသင်ယူစရာတွေမသိမဖြစ်သိဖို့လိုတဲ့အရာတွေသိတာနဲ့အမျှပြန်လဲအသုံးချဖို့လိုတဲ့အရာတွေကဒါက epidemiology ပါပဲနောက်ထပ်အရေးကြီးတဲ့အပိုင်းတွေကတော့ public health problem တွေရဲ့ social and cultural access တွေသူတို့ကဘယ်လိုလွှမ်းမိုးမှုရှိနေတာလဲဆိုတာကိုသတိထားရပါမယ်ပြီးတော့ epidemiology အပိုင်းမှာဆိုရင်လည်း epidemiological method တွေ issue တွေနဲ့ public health မှာကြုံတွေ့နေရတဲ့ challenge တွေနောက်တစ်ခုကတော့ public health ရဲ့ ethics ဒါတွေကလည်းခြံထားလို့မရတဲ့အပိုင်းတွေဖြစ်ပါတယ်ဒါတွေကိုသိပြီးကျွမ်းကျင်တဲ့ public health professional တွေကမှကျမတို့ public health program တွေကိုအောင်မြင်မှုရရှိအောင်ပြည်သူအကျိုးဖြစ်ထွန်းအောင်ဦးဆောင်နိုင်မှာပဲဖြစ်ပါတယ် next အဲ့တော့ကျမတို့ public health professional ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင်တော့ဖွံ့ဖြိုးဆဲနိုင်ငံလို့ပြောရတာတွေကဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့တော့မတူနိုင်ဘူးနေနော်ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာကျတော့စီးပွားရေးအခြေအနေတွေလည်းကောင်းတယ်ကျန်းမာရေးကဏ္ဍမှာလည်းလုံလောက်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားပြီးတော့စနစ်ကျတဲ့ပြည်သူတွေအတွက်ကောင်းမွန်တဲ့ health system တွေရှိပြီးသားဆိုတော့ရှိလူတွေကအမျိုးမြင်ကောင်းတော့ပုံဖော်ခတ်ထားခဲ့ပြီးသား
health system တွေကိုဆက်လက်စနစ်ကျအောင်ထိန်းသိမ်းစောင့်ရှောက်ရုံပဲလုပ်ရတယ်ဆိုပြီးတော့ဒါကတော့ဖွံ့ဖြိုးပြီးနိုင်ငံတွေပေါ့ကျမတို့လိုဆင်းရဲမွဲတေတဲ့နိုင်ငံတွေမှာတော့ခေတ်ဆိုးစနစ်ဆိုးရဲ့သားကောင်ဖြစ်ထည့်ရသူတွေအရှိရဘာမှမယ်ရ effective ဖြစ်စွာလောက်ကင်ဆောင်ရွက်ထားတဲ့ health system မရှိတာတွေအတွက်ကြောင့်မလို့လက်ရှိအခြေအနေမှာတော့သူများတွေထက်ပိုကြိုးစားပိုလောက်ကင်ပိုမိုအားထုတ်ဆောင်ရွက်မှဒီလက်ရှိပစ္စုပန်မှာသာမကနော်ပစ္စုပန်မှာလုံလောက်ရုံအပြင်အနာဂတ်မှာလည်းကြိုတင်ပြင်ဆင်ရရောက်ပါမယ်အဲ့တော့ကျမတို့ဟာဆိုရင်ပုံမှန်အတိုင်းလုပ်နေကြအတိုင်းအလိုက်သိရင်လေးမျောပါပြီးဆောင်ရွက်နေုံနဲ့မလုံလောက်နိုင်ပါဘူးဘာလို့လဲဆိုတော့ပြည်သူတွေရဲ့ social economic perceptive တွေကပြောင်းလဲလာပြီးတော့ယောဂဖြစ်ပွားတဲ့ pattern တွေကလည်းပြောင်းလဲလာပါပြီလူထုရဲ့ societal value တွေနဲ့ lifestyle တွေကလည်းပြောင်းလဲလာပြီဖြစ်ပါတယ်ကျမတို့နိုင်ငံအနေနဲ့ဆိုရင်တော့အထူးပြောစရာမလိုတော့ပါဘူးစီရေးနိုင်ငံရေးတဘာဝဘေးယောဂဘေးစတဲ့ multiple crisis တွေကိုခါးစည်းခံနေရတဲ့အတွက်ကြောင့်မလို့ဒီအခြေအနေမှာအားလုံးကအဲ့ဒီအခြေအနေဖြစ်ပေါ်နေတဲ့အခြေအနေတွေအားလုံးက public health အပေါ်မှာလာပြီးတော့မှ negative effect တွေကိုတက်ရောက်စေတာပဲဖြစ်ပါတယ်ဒီလိုအခက်အခဲအကျက်တဲမျိုးစုံရှိနေတဲ့ကျမတို့နိုင်ငံအခြေအနေနဲ့ဆိုရင် public health professional တွေကသူများထက်ပိုကြိုးစားပိုလုပ်ကိုင်းမှပြည်သူတွေတဲ့အကျိုးဖြစ်ထွန်းမဲ့အခြေအနေထားကိုမျှော်မှန်းလို့ရမှာပါအဲ့တော့ကျမတို့တွေ့ကြုံနေရတဲ့အခက်အခဲကြက်တဲတွေက textbook ထဲမှာသင်ခဲ့သလိုတပုံစံတည်းမဟုတ်ဘူးအဲ့တော့ solution တစ်ခုတည်းနဲ့လည်းဖြေရှင်းလို့မရနိုင်ဘူးပေါ့အဲ့တော့ health professional တွေအတွက် epidemiological thinking ကေးရှိရမယ် epidemiologic analysis capacity တွေရှိမှ healthcare delivery system မှာတက်ရောက်နေတဲ့ challenge တွေကိုကျမတို့ဖြေရှင်းနိုင်မှာပါ epidemiology thinking ဆိုတာကဘာလဲဆိုတော့အခြေအနေတစ်ခုကိုရှုထောင့်ပေါင်းစုံကကြည့်ရမယ်အမြင်ပေါင်းစုံအလွှာပေါင်းစုံကနေကြည့်ရှုအကဲဖြတ်ပြီးတော့မှတူညီတဲ့အခြေအနေချင်းကွဲပြားတဲ့အနေအထားချင်းတွေကိုနှိုင်းယှဉ်ပြီးဆုံးဖြတ်တာကို epidemiological thinking လို့ခေါ်တာပါအဲ့ဒီအနေအထားအဲ့ဒီနည်းအားဖြင့်ကျမတို့လက်ရှိအနေအထားပေါ်မှာတက်ရောက်နေတဲ့ controlling factor တွေကိုကျမတို့ကထိန်းချုပ်သွားမှာပဲဖြစ်ပါတယ်next ပြည်သူ့ကျန်းမာရေးအဆင့်တန်းမြင့်မားလာဖို့ဆိုရင်ကျမတို့ရဲ့ public health intervention တွေကလည်းလက်တွေ့ကြရမယ် update ဖြစ်နေရပါမယ်ဒါမှပဲတိုးတက်ပြောင်းလဲပြီးဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကျမတို့ဖြေရှင်းနိုင်မှာပါဒါကြောင့်ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့အမြင့်ဆုံးရည်မှန်းချက်ကတော့ကောင်းမွန်တဲ့ public health infrastructure မှာရှိတဲ့ strong public health system တစ်ခုထားရှိဖို့ပဲဖြစ်ပါတယ်အဲ့ဒီ strong public health system ထားရှိဖို့ဆိုရင်ခိုင်မဲ့ monitoring and evaluation framework တွေကိုရှိရပါမယ်ဒါတွေကလည်းတုံ့ပြန်နိုင်စွမ်းထိန်းကြီးနိုင်စွမ်းရှိတဲ့ health information system ပေါ်မှာတည်ဆောက်ထားတာဖြစ်ရပါမယ် public health လို့ပြောပြီးဆိုတာနဲ့ကျမတို့ data တွေ health information system တွေကတော့မပါမဖြစ်ပါပဲ next next အဲ့တော့ကျမတို့ health policy တွေနောက်ပြီးတော့ national health plan တွေနဲ့ strategy တွေရေးဆွဲတဲ့နေရာမှာဆိုလို့ရှိရင်လည်းကျမတို့ကဒီတိုင်းအထင်နဲ့အမြင်နဲ့ရန်တမ်းဆွဲတာမျိုးမဖြစ်ရဘူးပေါ့နော်သိပ္ပံနိကျအချက်လက်တွေပေါ်မှာအခြေခံထားတာဖြစ်ရမယ်တိကျမှန်ကန်တဲ့ health and hospital information system တွေကနေရရှိလာတဲ့ reliable data တွေနဲ့ information တွေအပေါ်မှာအခြေခံပြီးတော့ရေးဆွဲရမှာဖြစ်ပါတယ်ကျင့်ဝတ်နဲ့ညီတဲ့အထူးသဖြင့် public health ethics နဲ့ကိုက်ညီတာမျိုးလည်းဖြစ်ရပါမယ်ပေါင်ထဲရပဲဖြစ်ရမယ်နော်ပြည်သူလူထုရဲ့ health rights တွေကျန်းမာရေးနဲ့ပတ်သက်တဲ့ရပိုင်ခွင့်တွေအပေါ်မှာ
အခြေခံထားတာဖြစ်ရမယ်အဓိကရည်မှန်းချက်ကတော့ social and economic well-being ဖြစ်ဖို့ပါပဲ next ကျမတို့ National Health Plan တွေကိုရေးဆွဲတဲ့နေရာမှာလည်းပြည်သူလူထုတွေကြုံတွေ့နေရတဲ့ problem တွေ issue တွေကိုဦးစားပေးပြီးတော့မှပြဿနာတွေနဲ့လိုအပ်ချက်တွေကိုက်ညီမှုရှိအောင်ရေးဆွဲရပါမယ်။သတ်မှတ်ထားတဲ့အချိန်တစ်ခုအတွင်းမှာရနိုင်တဲ့ရည်မှန်းချက်တွေလည်းရည်ရွယ်ချက်တွေလည်းဖြစ်ရပါမယ်။သုံးလိုက်တဲ့ budget နဲ့ကိုက်ညီတဲ့ပြည်သူလူထုအတွက်အကျိုးဖြစ်ထွန်းတဲ့အကျိုးရလဒ်ကောင်းတွေရနိုင်တဲ့အနေအထားမျိုးလည်းဖြစ်ရပါမယ်။တိကျပြီးတော့မှလက်စုပ်လက်ကင်ပြနိုင်တာမျိုးလည်းဖြစ်ရပါမယ်။လက်တွေ့ဆောင်ရွက်တဲ့နေရာမှာလည်းဖြစ်နိုင်ခြေရှိတာပြီးတော့ရှိထားတဲ့လူစွမ်းအားအရင်းမြစ်ကလေးနဲ့လည်းလှုပ်ဆောင်နိုင်တာမျိုးဖြစ်ရပါမယ်။ National Health Plan မှာရေးဆွဲထားတဲ့အတိုင်းအကောင့်ထဲပေါ်ခြင်းကသာလျှင်ပြည်ဟယ်လိုမမီလိုင်းကျသွားလားရှင်သမီးလိုင်းကအောက်သွားရနော် sorry ကြားတယ်ရှင်မမီကြားပြီရှင် hello အဆင်ပြေလားရှင့်ကြားရလားရှင့် ကြားရတယ်မမီဆက်ပြောလို့ရတယ်မမီ hello အခုကျမတို့မြေပြင်မှာဆိုလို့ရှိရင်လည်းနူးလွယ်နက်လွယ်တွေမွေးထုတ်ပြီးတော့မှ complication တွေဖြစ်နေတာတွေအများကြီးပါပဲအဲ့ဒါဥပမာပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဘယ်လိုဖြစ်နေလဲဆိုတော့AMW တွေမြို့နယ်အလိုက်မွေးထုတ်တာတွေပြီးတော့မှကျမတို့အကူတူနာပြုဆိုတဲ့အတိုင်းအကူတူနာပြုမဟုတ်ဘဲနဲ့ clinical setting တွေမှာနေရာတကာဝင်ရောက်ဆွတ်ဖက်ပြီးတော့မှလွှမ်းမိုးမှုတွေလုပ်နေတာတွေဒါမျိုးတွေကဆိုလို့ရှိရင်လည်းကျမတို့ကရေရှည်မှာ complication တော်တော်ကိုများမယ်အချက်လက်တွေပါပဲANW ဆိုလို့ရှိရင်လည်းကျမတို့ရဲ့ community setting မှာကိုယ့်ရဲ့ midwife တွေ LHV တွေနဲ့ပခုံးချင်းရှင်ပြီးတော့မှနယ်မြေလူတဲ့စစ်ပွဲတွေဖြစ်နေကြတယ်အဲ့ဒါကသူတို့ရဲ့ ethical minded မပါလာလို့ပါပဲအဲ့ဒါကတော့ရေရှည်အတွက် complication ဆိုတဲ့အချက်တွေကိုထောက်ပြတာပါပြီးတော့ကုန်ကြစရိတ်တွေများပြီးတော့ကုန်ကြစရိတ်တွေများတဲ့ဆေးရုံတွေတိုးပြီးဆောက်တာကလည်းပြည်သူလူထုတစ်ရက်လုံးရဲ့ကျန်းမာရေးကိုမြင့်တင်ပေးဖို့နီလန်းကောင်းတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ secondary hospital တွေကတော့မဖြစ်မနေရှိရတယ်ဆိုတဲ့အချက်ကျမတို့အခုပြောနေတဲ့ public health ဆိုတာကတော့ primary health care primary အတွက်ကိုဦးစားပေးပြီးဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးပါတဲ့အပိုင်း National Health Plan တွေကိုအကောင့်ထဲပေါ်တဲ့အပိုင်းတွေမှာအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်ရှင်ပြီးတော့ကျမတို့ health promotion အတွက် next slide health promotion အတွက်ဆိုလို့ရှိရင်တော့ကျမတို့ကအရေးကြီးတဲ့18 strategy key strategy 18ခုရှိပါတယ်အဲ့ဒါတွေကဆိုလို့ရှိရင်တော့ကျမတို့ကဒီ best strategy တွေနဲ့ health promotion ကိုသွားကြမှာလဲဆိုလို့ရှိရင်တော့ပြည်သူလူထုရဲ့ health literacy ကောင်းလာဖို့တွေနောက်ပြီးတော့ clinical domain မှာရော public health domain မှာရော
health information system တွေကောင်းလာရမယ် human resource ပိုင်းကိုလည်းမြင့်တင်ပေးရမယ် hospital performance တွေလည်းပိုကောင်းအောင်လုပ်ရမယ် public health domain ဟာအခက်အခဲအကျက်တဲမှာကြားမှာတောင်မှအလုပ်ဖြစ်ရမယ် resilient ဖြစ်ရမယ်လိုအပ်ချက်ပေါ်မူတည်ပြီးတော့မှတုံ့ပြန်နိုင်စွမ်းရှိရမယ် responsive ဖြစ်ရမယ် communicable disease နဲ့ non communicable disease တွေနဲ့အခြားစောင့်ကြပ်ကြည့်ရှုရမယ့်ယောဂတွေနဲ့ပတ်သက်ပြီးတော့လည်းအမြဲ update ဖြစ်နေရပါမယ် CD နဲ့ NCD mobility and mortality တွေကိုလည်းလျှော့ချနိုင်ရပါမယ်ပြီးတော့2025ခု next slide ကျမတို့2025ခု WHO ကထုတ်ပြန်ထားတဲ့ International Health Regulation ကိုလည်းလိုက်နာရမယ် IHR ဆိုတာကတော့နိုင်ငံတကာတို့ကူးစက်ပြန့်နှံ့နိုင်တဲ့ယောဂတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံအသီးသီးကလိုက်ပါဆောင်ရွက်ရမယ် regulation တွေပါနောက်ထပ်ကတော့ public health care approach ကိုအသုံးပြုပြီးတော့မှ universal health coverage ကိုရဖို့ပါပြီးတော့မှ health promotion school တွေဖြစ်ဖို့ EPI နဲ့ food and drugs administration domain မှာလည်းအားကောင်းအောင်လုပ်နိုင်ဖို့ပြီးတော့မှ health supply chain management system တွေကောင်းရမယ် exercise is medicine ဆိုတဲ့ဆောင်ပုဒ်ကိုလည်းပြည်သူအကြားမှာပြန့်နှံ့ရမယ်ပြီးတော့ research အပိုင်းမှာလည်းအားကိုးရမှာဖြစ်တယ်လို့next please ပြည်သူတွေအပိုင်းမှာလည်းကျမတို့ research အပိုင်းမှာလည်းအားကောင်းရမှာဖြစ်တယ်လို့ indicator အပိုင်းမှာလည်း update ဖြစ်နေရပါမယ် National Health Insurance System တခုလည်းအကောင့်ထဲပေါ်တင်နေပြီးတော့မှယောဂအသီးသီးနဲ့ပတ်သက်တဲ့ပညာရှင်များပူးပေါင်းကင်တွယ်နိုင်မှု National Center of Excellence တွေလည်းပေါ်ပေါက်ဖြစ်နေဖြစ်ပါတယ်ဒါကတော့ကျမတို့ health promotion အတွက်ကိုသွားရမယ် 18 key strategy ပဲဖြစ်ပါတယ်ရှင် next ပြီးတော့နိုင်ငံတစ်ခုရဲ့ကျန်းမာရေးကဏ္ဍကိုအဓိကမောင်းနှင်တာကတော့ health program နဲ့ health system တွေပဲဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲအရေးချင်းရှိတဲ့ကျွမ်းကျင်တဲ့ moral အားဖြင့်မြင့်မြတ်တဲ့ရေရှည်ကိုတွေးမျှော်ပြီးအကောင်းမြင်စိတ်ရှိတဲ့အသင်းအဖွဲ့စိတ်နဲ့အလုပ်လုပ်နိုင်တဲ့လူစွမ်းအားအရင်းမြစ်ဟာလည်း healthcare delivery system မှာတွေ့ကြုံရတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းအားရှင်တွေပဲဖြစ်ပါတယ်ကျမတို့healthcare delivery system တခုအကျိုးသက်ရောက်မှုရှိဖို့ကောင်းမွန်ဖို့အတွက်ဆိုရင်လွှမ်းမိုးနေတဲ့အချက်တွေကတော့ပထမဦးဆုံးကတော့အရေးကြီးဆုံးကတော့လူစွမ်းအားအရင်းမြစ်ပဲဖြစ်ပါတယ်ကျမတို့အရေးချင်းရှိတဲ့ administrative and ethical ဖြစ်တဲ့ research mind and epidemiology thinking ရှိတဲ့လူစွမ်းအားအရင်းမြစ်ကိုသာမွေးထုတ်နိုင်မယ်ဆိုလို့ရှိရင် healthcare delivery system မှာကောင်းမွန်တဲ့ရလဒ်တွေဖြစ်လာမှာဖြစ်ပါတယ်အခြားလိုအပ်တဲ့အချက်တွေကတော့ health information system နဲ့ health system တွေရှိဖို့ sufficient budget တွေရဖို့ health supply chain နဲ့ logistic management တွေရှိဖို့ပဲဖြစ်ပါတယ်ဒီနေရာမှာ budget ပိုင်းနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ပြီးခဲ့တဲ့အစိုးရတက်တန်းမှာလည်းကျန်းမာရေးကဏ္ဍက budget ခိုးဝင်မှုမှာဦးစားပေးနိုင်တဲ့အဆင့်မှာရှိခဲ့ပါတယ်နိုင်ငံရဲ့ GDP တွေကနေပြီးတော့ခွဲဝေသုံးစွဲမယ်ဆိုရင် Asian နိုင်ငံတွေမှာအနှိမ့်ဆုံးဖြစ်ခဲ့ပါတယ်ဒါစစ်အာဏာရှင်မှာအာဏာရှင်ကသူ့စစ်တပ်ကြီးအားကောင်းမှုအတွက်ပဲနိုင်ငံငွေကြေးတွေကိုအများဆုံးအသုံးပြုခဲ့လို့ပဲဖြစ်ပါတယ်ဒါပေမဲ့အခုကနေရှေ့လျှောက်ကောင်းမွန်တည်ငြိမ်တဲ့နိုင်ငံရေးအတွေ့ဖြစ်တဲ့ Federal စနစ်ကိုသာသွားနိုင်မယ်ဆိုရင်ဒေသအသီးသီးရဲ့ budget ခိုးဝင်မှုမှာကျန်းမာရေးကဏ္ဍကိုထိပ်ပိုင်းဦးစားပေးအနေနဲ့ထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပါတယ်
တာဝန်ရှိတဲ့ Federal အစိုးရတွေကဖြစ်တင်ဖြစ်တိုက်တာကိုမလုပ်ဘူးဆိုရင်တော့မှကျမတို့ကျန်းမာရေးဝန်ထမ်းတွေကပြည်သူအတွက်ရှင်းဆောင်ရှေ့ရွက်ပြုပြီးတော့မှဖြစ်တင်ဖြစ်တိုက်တာကိုဖြစ်ဖို့တောင်းဆိုလှုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်။အစိုးရအဖွဲ့ထဲမှာပါဝင်ခွင့်ရတဲ့ကျမတို့ကျန်းမာရေးအကြီးအကဲတွေကလည်းပြည်သူတွေအတွက်အင်တိုက်အားတိုက်တောင်းဆိုတဲ့လို့ပြည်သူတွေကြားထဲမှာကွင်းဆင်းနေရတဲ့ကျမတို့ကျန်းမာရေးဝန်ထမ်းတွေကလည်းပြည်သူတွေရဲ့ကိုယ်စားလှယ်တစ်ဖွဲ့ဥဆောင်ဥရွက်ပြုဖို့တိုက်တွန်းနှိုးဆော်ပေးသင့်ပါတယ်။ဒါမှမဟုတ်ဘဲနဲ့အထက်ကခိုင်းတယ်လို့လေးခိုင်းတာပဲလုပ်မယ်ညွှန်ကြားတဲ့အတိုင်းပဲလုပ်နေမယ်ဆိုရင်တော့အရင်အခြေအနေနဲ့ဘာမှကွာခြားလာမှာမဟုတ်ပါဘူးထူးခြားလာမှာလည်းမဟုတ်ပါဘူး။ Next. Hello, next slide. အဲ့တော့ကျမတို့ human resource ပိုင်းနဲ့ပတ်သက်ပြီးတော့မှထပ်ပြီးတော့ရှင်းလင်းရမယ်ဆိုရင်တော့ healthcare delivery system မှာ human resource နဲ့ပတ်သက်ပြီးကောင်းမွန်ပြီးတော့ effective ဖြစ်တဲ့ dynamic ဖြစ်တဲ့ national strategy plan တွေဒါထားရှိမယ်ဆိုရင် healthcare delivery system ကပုံမူပြီးတော့မှအကျိုးကျေးဇူးဖြစ်မှာဖြစ်ပါတယ်။ဒါပေမဲ့ plan တွေရှိပြီးတော့မှလက်တွေ့အကောင့်ထဲပေါ်မှုမရှိဘူးဆိုရင်လည်းအလုပ်ဖြစ်မှာမဟုတ်ပါဘူး။အဆိုပါထားရှိပြီးသား plan တွေကို review ပြန်လုပ်ဖို့ update ပြန်လုပ်ဖို့ကလည်းအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ HR ဘိုင်းနဲ့လိုအပ်ချက်ဆိုတာကလည်းအမျိုးမျိုးသောအကြောင်းတွေကနေလာပြီးတော့မှလွှမ်းမိုးမှုရှိနေလို့ပါပဲ။အဲ့တော့ဘလို့ဟာအချက်တရားလွှမ်းမိုးမလဲဆိုလို့ရှိရင်တော့ဒီ next please next next နောက် slide တစ်ခုနောက် slide တစ်ခုလိုင်းကျသွားလို့မမီခဏလေးဆောင်ပြပါအောင်ရှင် ဟုတ်ကဲ့ပါရပြီလားဒီရပြီလားဟယ်လိုကျမတန်ကြားတယ်နော် ဟုတ်ကဲ့ကြားတယ်မမီ share ထားပြီရှင်မမီ ပြီးတော့ကျမတို့ second step တွေရဲ့ career letter အပိုင်းမှာဆိုလို့ရှိရင်တော့ career letter အပိုင်းအရေးကြီးတဲ့အပိုင်းပေါ့နော်အဲ့ဒီအပိုင်းမှာဆိုလို့ရှိရင်တော့လက်ရှိအနေအထားမှာတော့ကောင်းမှုမရှိသေးဘူး imbalance ဖြစ်နေတဲ့အနေအထားမှာပဲရှိနေတယ်ဒါတွေကိုတော့ကျမတို့သူနာပြုသားဖွားတွေအားလုံးအတိဆုံးပါပဲเนาะခုနကကျမပြောခဲ့သလိုအရေးသေးပြေဝတဲ့ HR တွေမွေးထုတ်ပြီးတဲ့နောက်ပိုင်းမှာလူစွမ်းအားအရေးမြစ်ကို healthcare delivery ထဲမှာ healthcare delivery system ထဲမှာရှိနေအောင်ဆိုလို့ရှိရင်ဖြစ်တင်ဖြစ်ထိုက်တဲ့ career letter ရှိနေဖို့ကိုလိုအပ်ပါတယ်အရေးချင်းမြင့်တင်ပေးပြီးထိုက်တန်တဲ့နေရာပေးရမယ်ထောက်ပံ့မှုတွေပေးတဲ့အခါကျမှသာ internal brain train တွေ external brain train တွေဖြစ်မှုကိုကာကွယ်နိုင်မှာဖြစ်ပါတယ်တမင်မွေးရင်ကြားစားရင်ပေါ့နော်မွေးထုတ်လိုက်ဖြုံးတိလိုက်ဖြစ်နေလို့ရှိရင်တော့ကျမတို့ကဘယ်လိုမှ healthcare delivery system ထဲမှာ HR ဆိုတာပြည့်စုံလာမှာလည်းမဟုတ်ပါဘူးအဲ့တော့ career letter ကအရန်ကိုအရေးကြီးတဲ့အပိုင်းမှာရှိနေပါတယ်အခုတစ်ဆက်တည်းပြောလိုတာကတော့ကျမတို့မြန်မာ Nursing and Midwifery Society အနေနဲ့အခုကြားကာလအတွင်းမှာ career letter proposal ကိုရေးဆွဲထားတာတွေရှိနေပါတယ်သူနာပြုသားဖွားပညာရေးမှာ Bachelor level ကနေစတင်နိုင်အောင်
Federal အသီးသီးနဲ့ညှိနှိုင်းတိုင်ပင်နေတာတွေရှိပါတယ်ဒီလှုပ်ဆောင်ချက်တွေဟာအခုရှေ့မှာတင်ပြသွားသလို Healthcare Delivery System ရဲ့ challenge တွေကိုကျော်လွှားနိုင်မှုအရေးချင်းရှိတဲ့လူစွမ်းအားအရင်းမြစ်ကိုမွေးထုတ်ရမယ်မွေးထုတ်ပြီးတဲ့လူစွမ်းအားအရင်းမြစ်ကိုလည်းမြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ထဲမှာဆက်လက်တည်ရှိတည်မြဲနေဖို့လိုတာပဲဖြစ်ပါတယ်အဆုံးစွန်ဆုံးရည်မှန်းချက်ကတော့ပြည်သူလူထုရဲ့ကျန်းမာရေးအဆင့်တန်းမြင့်မားလာဖို့မြင့်တင်နိုင်ဖို့ဆိုလို့ရှိရင်ကျမတို့ Career Letter Proposal ကလည်းအရေးကြီးတဲ့ထိပ်ဆုံးအခန်းကဏ္ဍမှာရှိနေပါတယ်ဒါမှကျမတို့ Human Resource ကိုထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ် Brain Train တွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ် Next အဆင်ပြေလားသမီး Next ဟုတ်ဒီဆက်ထဲမှာပဲကျမတို့ရဲ့လုပ်ငန်းတာဝန်တွေနဲ့ပတ်သက်ပြီးတော့မေ့ထားလို့မရပါဘူး job description တွေဆိုတာကလည်းပြည်သူလူထုရဲ့ health service ပေးတဲ့နေရာမှာအောင်မြင်မှုရရှိဖို့အတွက်အရေးပါလှပါတယ်ရေဘူးအားဖြင့်ကျမတို့ JD တွေကိုပုံမှန်အားဖြင့် review မလုပ်တတ်ကြပါဘူး update လည်းမလုပ်ကြပါဘူးတကယ်တော့လုပ်သင့်ပါတယ်ဘာလို့လဲဆိုတော့ health situation တွေ step တွေအတွက်ကို health situation တွေက step တွေအတွက် workload တွေဟာအချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာတဲ့အတွက်ပါဘယ်အရာမှမပြောင်းလဲပဲတသက်မှတ်ထဲရှိနေတာမဟုတ်တာအတွက်ဖြစ်ပျက်နေတဲ့ health problem တွေအခြေအနေပေါ်မှာမူတည်ပြီး update လုပ်တင်တာပဲဖြစ်ပါတယ်အဲ့တော့ job description တွေထဲမှာဆိုလို့ရှိရင် step တွေအတွက်မဖြစ်မနေလုပ်ရမယ့်ဟာတွေလုပ်တင်လုပ်ထိုက်တာတွေပါရမယ်ကျန်းမာရေး sector တွေမှာ JD ရေးဆွဲတဲ့လုပ်ငန်းကော်မတီတွေတောင်ရှိသင့်နေတာဖြစ်ပါတယ်ဒီအခြေအနေဒီကြောင့်ပဲကျမတို့ career letter အသစ်ကိုရေးဆွဲတဲ့အခါမှာ JD တွေကိုပါတခါတည်းထည့်သွင်းရေးဆွဲထားပြီးသားဖြစ်ပါတယ် clinical အတွက်မှာရော public health အတွက်မှာပါဒီနေရာဒီယာတုတာဝန်ထမ်းဆောင်ရမယ့်သူတွေအနေနဲ့ဒီအလုပ်တွေကိုပြည့်ပြည့်စုံစုံလုပ်မှ cost effective ဖြစ်တဲ့ health service ကိုပြည်သူလူထုကိုပေးနိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်ကျမတို့ JD တွေကို review လုပ်တင်တယ် update လုပ်တင်တယ် JD ကိုမေ့ထားလို့မရပါဘူးရေးကြီးတဲ့အချက်မှာရေးကြီးတဲ့အပိုင်းမှာပါနေတာလည်းကြည်ဒီပါပဲရှင်။ Next ကျမတို့ခန့်ထားလိုက်တဲ့ health workforce တွေက ethical minded ဖြစ်ဖို့တော့အရန်ကိုအရေးကြီးပါတယ်အရေးချင်းရှိပြီးလုပ်ငန်းကျွမ်းကျင်တာနဲ့အမျှလုပ်တင်တာမလုပ်တင်တာတွေကိုခွဲခြားသိပြီးတော့ပြည်သူတွေအတွက်ဆိုးကျိုးဖြစ်လာမဲ့လှုပ်ဆောင်ချက်တွေကိုရှောင်ရှားနိုင်ဖို့လည်းလိုအပ်ပါတယ်လူအသက်တွေနဲ့အလုပ်လုပ်ရတဲ့ကျမတို့ရဲ့ ethical minded တာမရှိဘူးဆိုရင်ဘလောက်ပဲကျွမ်းကျင်မှုရှိပါစေအသုံးမဝင်နိုင်ပါဘူး health professional တူမှာအရေးကြီးတဲ့ character တစ်ခုကတော့ ethical behavior ပါပဲethical behavior လို့ပြောတဲ့အချိန်မှာကျမတစ်ချက်ကလေးခေါင်းထဲကိုရောက်လာတာလေးတစ်ခုကိုကျမပြောပြချင်ပါတယ်အခုရက်ပိုင်းလေးအထိတဲ့ teaching hospital ကြီးspecialist hospital ကြီးတစ်ခုမှာပေါ့နော်အဲ့ဒီမှာကျမရဲ့မိတ်ဆွေတစ်ယောက်ပေါ့နော်မိတ်ဆွေတစ်ယောက်ကဆေးရုံတက်တဲ့ချိန်မှာ तू ကcystoscopy ကြည့်မယ်ဆိုပြီးတော့ကြည့်ပါတယ်ကြည့်တဲ့အချိန်မှာ CA bladder လို့biopsy ယူတယ်ပေါ့နော် biopsy ယူတယ်အဲ့တော့ CA bladder လို့တန်တရားရှိတဲ့အတွက်ကြောင့်မလို့သူ့ကိုကျမတို့က oncology နဲ့ပြဖို့ရှိုးဖို့အတွက်ကိုplan လုပ်ထားပါတယ်ပေါ့ plan လုပ်ထားတဲ့အချိန်မှာonco ကသူ့စီကိုလာမပြနဲ့သူပဲ ward ထဲမှာလာကြည့်မယ်ဆိုပြီးတော့မှလာကြည့်ခဲ့ပါတယ်လာကြည့်တဲ့အချိန်မှာပထမဦးဆုံးကျမတွေ့လိုက်ရတာကတော့ဘာလဲဆိုတော့သူတို့ refer ရေးထားတဲ့စာရွက်မှာလူနာရဲ့အသက်ပါဘယ်လောက်ထိပေါ့ရော့နေကြတယ်လဲဆိုတာကိုကျမပြောချင်တာလေးတစ်ချက်ပါသူတို့ရဲ့ ethical နဲ့မညီတဲ့အချက်ကလေးတွေပေါ့နော်အသက်ကလူနာရဲ့အသက်က85နှစ်ပါအဲ့ဒါကိုသူတို့ရေးထားတာက
39နှစ်ပါအဲ့လိုလေးတွေးခဲ့ရပါတယ်ပြီးတော့ကျမတို့စကန်ရိုက်ထားတဲ့ CD scan ရိုက်ထားတဲ့ဖလင်ပြားပျောက်နေပါတယ်ပြီးတော့ biopsy ရလာတဲ့ biopsy result ပျောက်နေပါတယ်အဲ့တော့အရေးအကြီးဆုံးဖြစ်တဲ့ဒီအချက်တွေကိုကျမတို့ကတူနာပြုတွေအနေနဲ့ဒါကိုတူနာပြုအပိုင်းကိုပဲပြောပါတယ်ဘသူ့အကောင်မှလည်းဘယ် house surgeon ဘယ် student ဘာကိုမှလည်းကျမလွှဲမချပါဘူးဘယ်ဟိုဟာကိုမှလည်းဘယ်လိုခေါ်မလဲနတ်စိတ်တွေကိုလည်းကျမလွှဲမချပါဘူးကိုဆရာမတွေအနေနဲ့ဒီလူနာတယောက်refer သွားဖို့ oncology ပဲဖြစ်ဖြစ်ဘယ်ပဲဖြစ်ဖြစ်ပေါ့တကယ်ရရကို refer သွားဖို့ဆိုရင်သူ့မှာလိုအပ်တဲ့အချက်လက်တွေပြည့်စုံနေဖို့ကဘု တာဝန်လဲကျမတို့ဆရာမတွေရဲ့တာဝန်ပဲမဟုတ်ဘူးလားစစ်ဆေးထားရမှာဘု တာဝန်လဲကျမတို့ရဲ့တာဝန်ပဲမဟုတ်ဘူးလားအဲ့တော့ကျမတို့ကကျမကတော့ဆရာမတယောက်အနေနဲ့သွားတာမဟုတ်တဲ့အတွက်ကျမဘယ်လိုပြောလိုက်လဲဆိုတော့ဆရာမဒီမှာလူနာက85နှစ်ပါရှင်ကိုတိတလောက်လေးပဲလူရက်ကွက်ထဲကလူတယောက်ပြောသလိုပဲကျမပြောလိုက်ပါတယ်လူနာအသက်က85နှစ်ပါရှင်38နှစ်မဟုတ်ဘူးဆရာမမှားနေပါတယ်လို့ကျမပြောလိုက်တယ်အဲ့ချိန်မှာအဲ့ဒီဆရာမကဘာပြန်ပြောလဲဆိုတော့အဲ့ဒီအသက်ကဘာအရေးကြီးလို့လဲတဲ့အဲ့ဒါကိစ္စမရှိဘူးတဲ့အဲ့အသက်ကအရေးမကြီးဘူးတဲ့ဟုတ်ပါမလားဒါကျမတို့ရဲ့ ethic ပဲမဟုတ်ဘူးလားလူနာတယောက်ရဲ့အသက်က age ကအရေးမကြီးပဲနေပါမလား38နှစ်နဲ့85နှစ်ဒါမျိုးလေးဆိုလေလက်တွေ့မှာတွေ့နေရလို့ဒါ ethical behavior ဆိုတဲ့ဟာကိုကျမခေါင်းထဲမှာတစ်ချက်ရောက်လာလို့ပါဒါလေးတွေကိုလည်းကျမတို့အတွက် health professional တူလုပ်ငန်းကျွမ်းကျင်ရုံနဲ့မပြီးပါဘူးဆိုတဲ့အချက်ကိုကျမပြောပြချင်တာပါ next next မမီဒီဘက်ကွန်ပျူတာမှာ next slide ရောက်ပြီးသွားပြီ line မကောင်းလို့မမီနည်းနည်းကြာဟုတ်ကဲ့ရတယ်သမီးကျမဘက်ကလည်းမိုးတွေတအားရွာနေတယ်အတောင်ကြားရလားမသိပါဘူးသမီးရဲ့ကြားရတယ်မမီရပြီရှင့်ပါရှင့်ဟုတ်ကဲ့ပါရှင့်ပြီးတော့ကျမတို့အရေးအသွေးရှိပြီးတော့ ethical practice တွေရှိတဲ့ nursing workforce ကဆိုလို့ရှိရင်လည်း next မှာသမီး next ဟုတ်ပြီရပြီ nursing workforce ကဆိုလို့ရှိရင် hospital setting မှာဆိုလို့ရှိရင်တော့ patient satisfaction တွေကို indicator တွေကိုကောင်းလာစေမှာပါခုနကလိုအခြေအနေမျိုးဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ပြီးတော့ patient satisfaction indicator တွေတက်မှာလဲအဲ့ဒီဆေးရုံကဒီဆေးရုံကဂရုမစိုက်ဘူးဒီဆေးရုံကဆရာမတွေကဒီလိုမျိုးဆေးရုံရဲ့ image ကိုပါထိခိုက်စေနိုင်ပါတယ်အဲ့တော့ကျမတို့ ethical practice ရှိနေတဲ့ဆရာမတွေ nursing workforce တွေဒါဆိုလို့ရှိရင်တော့ hospital setting မှာ patient ရဲ့ satisfaction index တွေကောင်းလာမယ်လူနာအတွက် stay in hospital duration တွေကိုလျော့နည်းစေလာမယ် nosocomial infection rate တွေလျော့ကျစေလာမယ်ပြီးတော့မှ hospital setting တစ်ခုလုံးရဲ့ efficiency ကိုလည်းကောင်းလာစေမယ် patient တွေစီကို medication side effect တွေကို verify လုပ်နိုင်တဲ့အတွက် side effect incidence တွေလည်းလျော့နည်းလာစေမယ်ဒီအတွက်ကြောင့်ပဲတစ်ဆက်တည်းမှာလည်း patient compliance ကောင်းမွန်တာကြောင့်မလို့ antimicrobacterial resistance တွေပါလျော့နည်းလာပြီးတော့မှ post op complication တွေလည်းလျော့နည်းလာစေမှာပါအခြားသော hospital incident နဲ့ mishap တွေလျော့နည်းစေသလို medication error တွေကိုလည်းလျော့နည်းစေမှာဖြစ်ပါတယ်ရေသွေးပြေးဝတဲ့သူတွေဖြစ်တာနဲ့အမျှ confidence ရှိစွာလုပ်ကိုင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ patient respect လည်းမြင့်မားလာစေမှာပါအဲ့တော့တေးသေးလေးကအစဂရုစိုက်ရမယ်ဆိုတာကိုပြောချင်တာပါအခုဒါလဲကျမအခုဒီရက်ပိုင်းလေးကြုံလိုက်တဲ့အတွက်တစ်ချက်ကလေးပြောချင်တာပါ
ကျမရဲ့နောက်ကျောလမ်းမှာရှိတဲ့ဆေးရုံတရုံရဲ့အကြောင်းပေါ့နော်ကျမရဲ့နောက်ကျောလမ်းမှာပဲရှိပါတယ်အဲ့ဒီလမ်းမှာရှိတဲ့ဆေးရုံမှာ breast တယောက်ကသူ့ရဲ့နောက်ဆုံးအခြေအနေဖြစ်နေပါပြီအဲ့အချိန်မှာအရန်ကို press တွေအရန်ကိုများနေပါတယ်သူ့မှာအရန်ကို mucus တွေအရန်ကိုထနေပါတယ်ဒါကြောင့်မလို့သူက section လေးစုပ်ဖို့ဆေးရုံမှာသူ admission လုပ်နေတာပါအဲ့တော့ section စုပ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှလူနာနဲ့နည်းနည်းကြောက်ကစားလေးပြဿနာဖြစ်သွားပါတယ်ဒါကလည်းလူနာရှင်ကိုယ်တိုင်ကျမကိုပြန်လာပြောပြလို့ကျမသိရတာတကယ်ကိုစိတ်လည်းမကောင်းပါဘူးဘာလို့လဲဆိုတော့ section စုပ်ဖို့ကိုတစ်ခါပဲပြထားမယ်နောက်ကိုဖာသာကိုစုပ်ငါတို့ကအလုပ်အများကြီးနင်တို့ကိုတစ်ချိန်လုံးလာစုပ်ပေးမနေနိုင်ဘူးဆိုပြီးတော့မှပြောပါတယ်လိုတဲ့အချိန်လာခေါ်တော့ဆိုတာထက်သူတို့ကိုယ်တိုင်မလုပ်ပေးနိုင်ရင်တော့မှလုံသမားကိုဖြစ်စေနတ်စိတ်ကိုဖြစ်စေတယောက်ယောက်ကိုပြောပြီးတော့မှခိုင်းလို့ရပါတယ်လူနာကိုကိုယ့်ဘာသာကိုလုပ်နင်တို့ကငါအချိန်မပေးနိုင်ဘူးတခြားလူနာတွေရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်ကဒီနောက်ဆုံးအခြေအနေဖြစ်နေတဲ့လူနာကိုဂရုစိုက်စရာမလိုဘူးဆိုတဲ့အတွေ့သူတို့ခေါင်းထဲမှာဝင်သွားတယ်ပြီးတော့သူတို့က graduate တွေမဟုတ်ပါဘူးဘာမှလည်းနားမလည်တဲ့ပြည်သူပါအဲ့ဒါကြောင့်မလို့သူတို့စိတ်ထဲမှာဒီဆေးရုံကဆရာမတွေကသူတို့ကိုလူနာကိုဂရုမစိုက်ဘူးဆိုတဲ့အချက်ကျွန်မအဲ့ကလေးမလေးကဆုံးသွားပါတယ်ဆုံးသွားတော့အခုချိန်ထိနာရေးမလုပ်ရသေးပါဘူးရက်မလဲသေးပါဘူးအဲ့ဒါသူပြောပြလို့ဒီရက်ပိုင်းအတွင်းမှာဖြစ်သွားတာပါအဲ့တော့ဒီဆေးရုံကိုမသွားကြနဲ့ဟေ့ကျွန်မနာရေးပို့တဲ့အချိန်မှာသူ့ funeral ကိုသွားတဲ့အချိန်မှာပတ်ဝန်းကျင်ကပြောတဲ့စကားအဲ့ဒီပတ်ဝန်းကျင်ကပြောတဲ့စကားကိုကျွန်မရင်နစ်နစ်နဲ့နားထောင်ခဲ့ရပါတယ်အဲ့ဒီဆေးရုံကိုသွားမနေနဲ့ဆရာမတွေကဂရုကိုမစိုက်ဘူးအဲ့တော့ချွဲလာမစုပ်ပေးဘူးဆိုတော့သူတို့အလုပ်တွေများဘလောက်ရှုပ်နေလဲလို့ကြည့်လိုက်တော့တပွဲတစ်လုံးမှာဆရာမ3-4ယောက်ဟိုဘက်ဒီဘက်တွေဝိုင်းထိုင်ပြီးတော့မှဖုန်းကိုစီနဲ့တဲ့ကျမလေးမျက်နှာဘယ်နာထားရမှန်းတော့မသိဘူးဘာဖြစ်လဲဆိုတော့လက်ရှိကျမဆရာမမဟုတ်ပါဘူးပြောမယ်ဆိုလို့ရှိရင်လက်ရှိကျမ in service မဟုတ်ပြီမဲ့လေဆရာမဆိုတဲ့ခေါင်းစဉ်တက်ပြီးပြောတဲ့အောက်မှာကျမရင်တော်တော်နာခဲ့ရပါတယ်မျက်နှာလည်းပူပါတယ်ခေါင်းလည်းမဖော်နိုင်ခဲ့ပါဘူးအဲ့နာရေးမှာကျမမျက်နှာပူပူနဲ့ပဲငါတို့ခေတ္တုန်းကဒီလိုမဟုတ်ပါဘူးဟဲ့ဒီလိုပဲကျမစင်ကြေလေးပေးခဲ့ရပါတယ်ဒါတော်တော်ကိုရင်နာစရာကောင်းတယ်အဲ့တော့သူ့ရဲ့ဘာမဟုတ်တဲ့ management ညံ့တယ်ပဲပြောပြောပေါ့တယောက်ယောက်ကိုစုပ်ခိုင်းလိုက်ရင်ဆေးရုံကတယောက်ယောက်လုံသမားဖြစ်စီစုပ်ခိုင်းလိုက်ရင်တော့မှဒီပြဿနာဖြစ်မှာမဟုတ်ဘူးအဲ့တော့ funeral ကြီးမှာလူတွေအများကြားထဲမှာဒီလိုအပြောခံရတယ်ဆိုတော့လူနာကအဲ့ဒီဆရာမအပေါ်မှာလေးစားမှုမပြောနဲ့ဒီဆေးရုံကိုမသွားကြနဲ့ဟေးလို့တော့ပြောတဲ့အခြေအနေကြီးဖြစ်သွားတယ်အဲ့တော့ဆေးရုံရဲ့ image ပါထိခိုက်သွားတယ်သူ့ရဲ့မပြောပလောက်တဲ့အပြုအမူလေးတစ်ခုอ่ะအဲ့ဒါကြောင့်အရန်ကိုကျမတို့ရဲ့ behavior တွေကအရန်ကိုအရေးကြီးပါတယ်လို့ဒါကိုပြောချင်တာပါပြီးတော့မှအဲ့ဒီအချက်တွေကြောင့်ပဲကျမတို့ယခုဂျားကာလမှာအရေးအသွေးပိုင်းကိုဦးစားပေးပြောနေရတာဖြစ်တယ်ရေပြင်မှာလူလိုအပ်တယ်ဆိုပြီးတော့မှရေလိုနီးနဲ့နူးလွယ်နက်လွယ်တွေမွေးထုတ်အဲ့လိုမွေးထုတ်နေတာကလည်းအကျိုးမဖြစ်ထွန်းပါဘူး complication တွေပဲများစီမှာဖြစ်ပါတယ်ကျွန်မရှေ့မှာပြောခဲ့သလိုပဲ ANW တွေမွေးထုတ်နတ်စိတ်တွေမွေးထုတ်ပြီးတော့ complication တွေဖြစ်ဒါမျိုးလေးတွေအများကြီးပါကျွန်မကြားရတာသတင်းတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့ဘာလဲဆိုတော့နေဆယ်ကျုပ်ကို IV သွင်းမိတာပါနေဆယ်ကျုပ်ထဲမှာဟိုဟာကြားရည်ရှိနေတယ်အဲ့ဒီပလင်းကို wristlet နဲ့ပဲ join ထားပြီးချိတ်ထားတယ်လက်မှာကယ်ညူလာရှိနေတယ်အဲ့တော့တယောက်ကပြာကြီးပြာရလာပြီးခါကြတော့မှဆွဲလင်ဖြစ်တာလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့ဒီဟာကိုဖြုတ်ထားတာလဲဆိုပြီးတော့မှဟိုမကြည့်ဒီမကြည့်နဲ့ဇွတ်ဆိုထည့်သွားလိုက်တယ်တဲ့အဲ့တော့ patient rider ရလာမှသိရတယ်တဲ့အဲ့ဒါကလည်းကိုဆရာမတော့ဟုတ်မလားကွယ်မဟုတ်ဘူးလို့တော့ကိုကတော့ကာလိုက်တာပေါ့နော်ကိုဆရာမတွေဆိုရင်တော့အဲ့လောက်နမောနမဲမလုပ်ပါဘူးကွယ်လို့ကိုကတော့သင်ကြေပေးလိုက်ရတာပေါ့အဲ့ဒါကတော့ကျမတို့အကျိုးမဖြစ်ထွန်းမဲ့နဲ့ complication တွေဖြစ်လာတာကနူးလွယ်နက်လေတွေမွေးထုတ်တဲ့အကျိုးပါပဲနော်အရေးသွေးပြေဝတဲ့လူစွမ်းအရင်းမြစ်ကိုလုံလောက်တဲ့အချိန်တွေဉာဏ်စွမ်းအရင်းအနှီးတွေရင်းနှီးပြီးမွေးထုတ်မှသာရေရှည်မှာပြည်သူလူထုအတွက်အကျိုးဖြစ်မှာပါမဟုတ်လို့ကတော့ခုနကလို mishap တွေကလာနေမှာပဲကျမတို့မသိသေးတာတွေဘလောက်တောင်များနေလိုက်မလဲဆိုတာပြည်သူလူထုထဲမှာပဲဖြစ်စေ public health မှာပဲဖြစ်စေ
ဆေးရုံပေါ်မှာပဲဖြစ်စေဘလောက်တောင်များနေမလဲဆိုတာတွေးကြည့်လို့တော့မရတော့ပါဘူးကျမတို့လက်လန်းမီတဲ့နေရာတွေမှာတော့ဒီလောက်ကြီးများနေတာနော်အဲ့တော့ကျမတို့အဲ့တော့ nursing and midwifery workforce ရဲ့ education quality ဘိုင်းမှာအလေးပေးမှုများလေလေ efficient effective နဲ့ resilience ဖြစ်တဲ့ sustainable ဖြစ်တဲ့ health system ကိုရရှိလေလေဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းမယ်ပေါ့နော်အဲ့တော့ကျမတို့ရဲ့ nursing and midwifery workforce က quality ဘိုင်းကို education and quality ဘိုင်းတွေက efficient ဖြစ်ဖို့လိုတယ် effective ဖြစ်ဖို့လိုတယ် resilience ဖြစ်ဖို့လိုတယ်လွယ်နဲ့မပျက်စီးနိုင်တဲ့ဟာမျိုးဖြစ်ဖို့လိုတယ် sustainable ဖြစ်ဖို့လိုပါတယ်အဲ့တော့ nursing and midwifery workforce က essential health care ပေးတဲ့နေရာမှာအရေးကြီးတာမဟုတ်ဘဲနဲ့ community health level မှာလည်း health policy တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာ primary health care ရရှိဖို့ဆောင်ရွက်တဲ့နေရာမှာပေါ့အရေးကြီးတဲ့သူတွေဖြစ်ပါတယ်ဒီလိုအရေးပါတဲ့ workforce quality တွေကိုမြင့်တင်ပေးခြင်းဟာ health care service coverage ကိုကောင်းစေတာ life expectancy ကိုမြင့်တက်စေတာနဲ့ဓာတ်ရိုက်အကျိုးကျပြီးတော့ infant mortality rate ကိုလည်းလျော့နည်းစေတာနဲ့လည်းဆက်ဆက်နေပါတယ်အဲ့တော့ infant mortality rate နဲ့ပတ်သက်ပြီးတော့မှကျမလုပ်ခဲ့တဲ့ project လေးတစ်ခုကျမလုပ်ခဲ့တဲ့ project ဆိုတာကကိုယ့်ဘာသာကို research တာပါဒါကတော့နိုင်ငံတော်ကလုပ်တဲ့ BMOC နော် Basic Emergency Obstetric Care ဆိုတဲ့ BMOC ကိုအဲ့ဒီ project လေးကိုကျမတို့လွန်ခဲ့တဲ့18နှစ်ကကျမတာဝန်ကျခဲ့တဲ့ကျမတာဝန်ယူခဲ့တဲ့လူဦးရေ3သိန်းကျော်ရှိတဲ့မြို့နယ်တစ်ခုကိုတာဝန်ယူခဲ့စဉ်ပေါ့နော်အဲ့အချိန်မှာ MMR တွေမြင့်တက်နေပါတယ် IMR တွေမြင့်တက်နေပါတယ်အဲ့ဒါကိုလျှော့ချဖို့အတွက်3နှစ်စီမံချက်ကိုကိုယ်တိုင်ရေးဆွဲပြီးတော့မှ research လုပ်ခဲ့တာကျွန်မဖြစ်ပါတယ်အဲ့အချိန်မှာ BMOC ကိုကျွန်မကဘယ်လိုလုပ်ခဲ့လဲဆိုလို့ရှိရင်ကျွန်မတို့သူနာပြုဆရာမအသားဖွားဆရာမလေးတွေသူ့အပိုင်ရွာတွေရှိမယ်နောက်ပြီးတော့ MTH တွေရှိမယ်နောက် UHC ဒေသန္တရတွေရှိမယ်အဲ့ဒီဟာဆရာမလေးတွေကိုကျွန်မကလစဉ် BMOC ကို refresher training လိုမျိုးအနည်းငယ်တစ်ပိုင်းစီခွဲပြီးတော့မှကျွန်မပြောပါတယ်ဟယ်လို မမီကြားရတယ်ပြောပါရှင်ဟုတ်အဲ့ဒီ BMOC ကိုကျွန်မစပြီးတော့လုပ်ခဲ့တဲ့အချိန်ကကျွန်မအဲ့ဆရာမလေးတွေကိုတယောက်စီကိုကျွန်မဘာလုပ်ခိုင်းလဲဆိုလို့ရှိရင် Patograph ကိုပါ Patograph ကိုပိုင်နိုင်သင်ပေးပါတယ်အထက်အခါဘလို့နီးနဲ့လွယ်ကူမလဲဘလို့လုပ်ရင်ရမလဲသူတို့ဘလို့နားလည်လွယ်မလဲဆိုတော့ကျွန်မရဲ့ကိုယ်ပိုင် creation ကျွန်မဉာဏ်မီတလောက်လေးနဲ့ကျွန်မလုပ်ပြီးတော့မှမိဘလေးတွေကိုကျွန်မသင်ပေးပါတယ်သင်ပေးပြီးလို့ရှိရင်လစဉ်သူတို့မွေးတဲ့လူနာရဲ့ Patograph ကိုလကုန်တဲ့အချိန်လကုန်အစည်းအဝေးမှာကျွန်မစီကိုတင်ခိုင်းပါတယ်တင်ခိုင်းပြီးတော့မှကျွန်မစစ်ဆေးပါတယ်ပြီးတော့ refer သွားတဲ့အချိန်တိုင်းကျွန်တော်တို့ပြောတဲ့စကားရှိပါတယ်ဒါကဘဒုကိုမှပုတ်ခတ်လို့စိတ်မရှိပါဘူးကျွန်တော်တို့ clinical setting နဲ့ကျွန်တော်တို့ public health setting ရဲ့ဂျားတွေကပြဿနာတစ်ခုပါလိတ် refer တာဘူးမလာရလားလွှဲတာနောက်ကျတယ်ဆိုတဲ့ပြဿနာအမြဲတမ်းကြားနေရလို့ကျွန်တော်တို့ဆရာမတွေကလွှဲဖို့ကြောက်နေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ public health ဆရာမလေးတွေကလွှဲဖို့ကြောက်နေတဲ့ clinical ကိုကြောက်လို့ဘူးမလာရလားဆိုတဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့ကျွန်မက Patograph ကိုဦးစားပေးပြီးကျွန်မလုပ်ခဲ့ပါတယ်အဲ့ Patograph ကိုဦးစားပေးပြီးလုပ်ခြင်းအပြင်ဒီစာရွက်ကိုကင်ပြီးသွားရင်ဘလူက late referrer လို့ပြောမှာလဲ Patograph အတိုင်းကျွန်တော်တို့လာခဲ့တယ် Patograph မှာဒီပုံစံပြလို့ကျွန်တော်တို့လာခဲ့ပါတယ်ဆိုတာကိုလက်စုပ်လက်ကင်ပြနိုင်တဲ့အတွက်အဲ့ဒီပြဿနာတစ်ခုကိုလည်းကျွန်မဖြေရှင်းနိုင်ခဲ့ပါတယ်နောက်တစ်ခုကကြတော့လစဉ်ကျွန်မအဲ့လိုလုပ်သွားလိုက်တာဒီပထမကျွန်တော်တို့ရဲ့2008ခုနှစ်မှာ MMR ကျွန်မကင်နေတဲ့မြို့နယ်မှာ73ယောက်ရှိပါတယ်လူဦးရေ3သိန်းကျော်ရှိတဲ့အချိန်မှာ73ယောက်ရှိပါတယ်အဲ့ဒီ73ယောက်ကနေ2009ခုနှစ်မှာ9ယောက်ဖြစ်သွားပါတယ်တစ်နှစ်ရှိသွားပြီကျွန်မရဲ့လုပ်ခဲ့တဲ့ဒီ research ကိုလုပ်ခဲ့တဲ့အကောင့်ထဲပေါ်ခဲ့တဲ့ implementation လုပ်ခဲ့တဲ့ဟာဆိုရင်တစ်နှစ်ရှိပါပြီ9ယောက်ဖြစ်သွားပါတယ်ထက်ဝက်ကျသွားပါပြီလို့ဆိုနိုင်ပါတယ်အဲ့ဒီရဲ့နောက်မှာကျမတို့ second year ဖြစ်တဲ့2010မှာဆိုလို့ရှိရင် MMR
3ယောက်ပဲဖြစ်ပါတော့တယ်အဲ့ဒီကနေမှနောက်တစ်ဆင့်ကျွန်မ2021ကိုရောက်တဲ့ချိန်မှာလုံးဝ0အထိကျွန်မလိုချင်တဲ့ရည်မှန်းချက်3နှစ်အတွင်းမှာ MMR ကို0အထိကျွန်မချနိုင်ခဲ့ပါတယ်အဲ့ဒါကဆိုလို့ရှိရင်ကြီးမားမားကြီးလားကျွန်မကိုယ်တိုင်အကောင့်ထဲပေါ်လိုက်တာလားဆိုလို့ရှိရင်ကျွန်မဒီအနှဲငယ်သောအချိန်ကလေးကိုယူပြီးတော့မှဒီ BMOX ဆိုတဲ့ project ကြီးကိုအမိပြုတ်ပြီးတော့မှကျွန်မ strengthen လုပ်ပေးလိုက်တဲ့ဟာ strategic plan လေးနည်းနည်းလေးထည့်ပေးလိုက်တာနဲ့ဒီလောက်ထိစွမ်းအားထက်သွားပါတယ်ဒီလောက်ထိ coverage ကိုရသွားပါတယ် MMR 0ထိချနိုင်ခဲ့ပါတယ် MMR ကျသွားတာနဲ့ IMR ကရော IMR လည်းအတူတူပါပဲ IMR ဆိုလို့ရှိရင်လည်းကျမတို့ကတစ်နှစ်ထက်တစ်လကလေးက3ပုံ2ပုံရှိမယ်သေဆုံးတဲ့သူအဲ့တော့တစ်လထက်တစ်ပတ်အတွင်းက3ပုံ2ပုံရှိမယ်2 step principle အတိုင်းသေဆုံးမှုတွေမွေးစာမှာပိုများတယ်ဆိုတာကြောင့်မလို့ newborn resuscitation တွေကိုကျွန်မကောင်းကောင်းလေးပေးနိုင်လိုက်တဲ့အတွက်ကြောင့်မို့လို့ဒီ IMR ကိုလည်းကောင်းကောင်းချနိုင်ခဲ့တာပါအဲ့တော့ကျွန်မကိုယ်တိုင်လည်းဒီ research တွေကိုလုပ်ဖူးတဲ့အတွက်ကြောင့်မို့လို့အကြီးကြီး project ကြီးအကြီးကြီးငွေအများကြီးကုန်မှကျမတို့ဒီအခြေအနေတစ်ခုကိုပြောင်းလဲနိုင်တာမဟုတ်ပါဘူး problem တွေကိုဖြေရှင်းနိုင်တာမဟုတ်ပါဘူးအနည်းငယ်သော budget မကုန်သောဟာမျိုးနဲ့လည်းကျမတို့ဒီဖြေရှင်းနိုင်ပါတယ်လုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမကလက်တွေ့အနေနဲ့လုပ်ခဲ့တာလေးကိုကျမပြောပြပေးခြင်းဖြစ်ပါတယ်ရှင်ဒီ screen တင်ရှင်းလို့ရလား conclusion လေးလုပ်လိုက်ရအောင်เนาะဒီမမီခဏလေးနော်မမီလိုင်းကမကောင်းလို့ဘယ်ကနေမှကို share မရအောင်ဖြစ်နေ conclusion လေးပဲကြံပါတယ်ဒီဟုတ်ကဲ့ပါသူအဲ့တော့ကျမတို့အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ World Health Assembly 2021မှာဆိုရင်နိုင်ငံအသီးသီးရဲ့ nursing and midwifery workforce နဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့ policy area ၄ခုကိုထုတ်ပြန်ထားပါတယ်အဲ့ဒါတွေကတော့ပြည်သူလူထုရဲ့ health needs ကိုဖြည့်ဆည်းပေးနိုင်မှု competency ပြည့်ဝအောင် nursing and midwifery education ကိုလုံလောက်ပေးဖို့လိုပါတယ်နောက် educated ဖြစ်လာတဲ့အရေးအသွေးပြည့်တဲ့ workforce တွေကို health stream ထဲမှာဆက်လက်တည်ရှိနေအောင်ဆိုလို့ရှိရင်တော့ recalculating တွေ retraining တွေ strategy တွေက brain train ကိုကာကွယ်ဖို့လှုံ့ဆော်နိုင်ရမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာလည်းကျမတို့ခုနကပြောတဲ့ career letter တို့ job description တို့ဆိုတာလည်းမဖြစ်မနေတွေပဲပေါ့နော်အဲ့တော့ပြည်သူလူထုနဲ့အနီးကပ်ထိတွေ့ကြတဲ့အခါအဆိုပါ workforce တွေကကိုယ်တိုင် health stream ထဲမှာ leadership position မှာရရှိပြီးတော့မှပြည်သူလူထုနဲ့အဝင်ခွင့်ကြဖြစ်မဲ့ program တွေ project တွေကိုရေးဆွဲနိုင်အောင် academic ပိုင်းကပါမြင့်တင်ပေးနိုင်ရပါမယ်တဲ့နော်ပြီးတော့မှ health service delivery လုပ်ဆောင်နေကြတဲ့ nurse and midwife တွေကိုအထောက်ပံ့ကောင်းတွေပေးသင့်ပါတယ်လေးစားမှုတွေရှိသင့်ပါတယ်အမျိုးသမီးများတဲ့ professional ဖြစ်တဲ့အတွက်ကာကွယ်ပေးသင့်ပါတယ်တိုက်တွန်းအားပေးသင့်ပါတယ်လုပ်ငန်းခွင်မှာ safe ဖြစ်စွာနဲ့သူတို့အလုပ်ကိုသူတို့အကောင်းဆုံးလုပ်နိုင်အောင်ကူညီပေးသင့်တယ်ဆိုတာတွေကိုပြောထားတာပဲဖြစ်ပါတယ်ဒါကတော့ World Health Assembly 2021ရဲ့ nursing and midwifery workforce နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့ policy area ၄ခုပဲဖြစ်ပါတယ်အခုကျမတို့တစ်ချက်ကလေးကျမသတိရလိုက်တာလေးတစ်ချက်ပြောချင်ပါတယ်ကျမတို့ရဲ့ public health ကို clinical ဘိုင်းကအမြင်လေးတစ်ခုကျမကိုယ်တိုင်အပြောခံခဲ့ရတာမို့လို့ကျမအဲ့ဒါလေးကိုပြောပြချင်ပါတယ်အဲ့ဒီအမြင်လေးမပြောင်းသရွေ့ primary health care တွေ
မလုံလောက်တဲ့၍ကျမတို့ဆေးရုံကြီးတွေတိုးချက်ဘလောက်ပဲဖွင့်ဖွင့်လုံလောက်မှာမဟုတ်ဘူးဆိုတာကိုကျမပြောချင်တာပါသူပြောလိုက်တာကကျမရဲ့ညီမလေးဆေးရုံတက်တော့ကျမသွားတော့ဘေးကဆရာမကြီးကကျမကိုမိတ်ဆက်ပေးပါတယ်သူကဘသူပဲပေါ့နော်public hacker ဖြစ်တယ်ပေါ့ဘာယာထူးဘလို့ပေါ့အဲ့လိုမျိုးပြောပြလိုက်တဲ့အချိန်မှာသူကဘာပြောလဲဆိုတော့ဟိုပါပေါ့အထူးကုဆရာဝန်ကြီးတယောက်ပေါ့နော်အယိုးဆောင်ကအထူးကုဆရာဝန်ကြီးအဲ့တော့ကျမညီမလေး accident နဲ့ကျမသွားတာပါအဲ့တော့သူကအယိုးဆောင်ကအထူးကုဆရာဝန်ကြီးကဘလို့ပြောလဲဆိုတော့ public health လို့ကြားလိုက်တာနဲ့ကျမကိုဘလို့ပြောလိုက်လဲဆိုတော့အော်တဲ့ potato therapy လားတဲ့ကျမတို့ public health က potato therapy လားကွယ်အဲ့လိုအမြင်ကလေးတွေရှိနေတယ်ဆိုတာကဒါတယောက်ရဲ့စကားကိုပဲကျမကြားခဲ့တာအများရဲ့အမြင်မှာကောဘလို့တွေဖြစ်နေတာလဲကျမတို့ဘလောက်ထိအောင်သူတို့ရဲ့အမြင်တွေသူတို့ရဲ့ခံယူချက်တွေသူတို့ရဲ့လေးစားမှုတွေကိုကျမတို့ကဘလောက်ထိပြုပြင်ပြောင်းလဲပြီးတော့သူတို့ရဲ့ယုံကြည်မှုတွေကိုရယူရမှာလဲဆိုတာကတော့ကျမတို့ရဲ့စူးစမ်းမှုအပေါ်မှာအများကြီးမူတည်ပါတယ်ကျမတို့ရဲ့ behavior ethical behavior တွေအပေါ်မှာအများကြီးမူတည်နေတာပါရှင်အဲ့ဒါလေးကိုပဲကျမပြောချင်ပါတယ်ပြီးတော့နောက်ဆုံးကျမရဲ့ reference လေးပါ reference တွေကတော့ကျမတို့ရဲ့ presentation ကိုသုံးထားတဲ့ဒီ presentation ကိုသုံးထားတဲ့ reference တွေပေါ့နော်ကျမတို့ရဲ့ public health ဆရာကြီးဦးမြင့်ထွေးမကြခင်ကမှရေးသားထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်စာမျက်နှာ200ကျော်ပါရှိပြီးတော့မှကျမတို့မြန်မာနိုင်ငံရဲ့ healthcare delivery system မှာပြုပြင်ပြောင်းလဲတဲ့အနေအထားတွေကိုရှုထောင့်ပေါင်းစုံစုံလင်အောင်ဆွေးနွေးဖော်ပြထားတာပဲဖြစ်ပါတယ်အဲ့တော့ဆရာကြီးရဲ့စာအုပ်ကိုအချိန်ပေးပြီးတော့မှဖတ်ရှုကြဖို့လည်းအကြံပေးတိုက်တွန်းလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အချိန်ပေးပြီးတော့လာရောက်တက်ရောက်ပေးတဲ့အတွက်နားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ပြုပြင်ပြောင်းလဲသင့်တာတွေစူးစမ်းသင့်တာတွေကိုဆက်လက်လုပ်ကိုင်ကြပါစို့လို့ပြောကြားရင်းနဲ့ညီကုန်းချုပ်ပါတယ်ရှင်ဟုတ်ကဲ့မမီပြည့်ပြည့်စုံစုံနဲ့အများကြီးတင်ပြသွားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်မမီဟုတ်အကြောင်းအရာလေးတွေတော်တော်ကိုပဲစုံပြီးတော့မမီရဲ့အတွေ့အကြုံတွေအရလဲတော့ကျမတို့clinical ဘိုင်းရော public health အပိုင်းရောတော်တော်လေးကိုပဲသတိထားဖို့စူးစမ်းဖို့တော့လိုနေတယ်ဆိုတာကိုပို့ပြီးတော့သိရပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျမတို့ဒီ question and discussion အပိုင်းလေးတွေကိုတွားလိုက်ပါမယ်ရှင်line ကတော့နေကင်းဘက်ကိုပဲတော်တော်လေးကိုမကောင်းနေတာဖြစ်တော့ slide ပြတာလေးတွေမှာအနောက်ရှက်လေးတွေဖြစ်သွားတယ်ဆိုရင်audience ကိုတောင်းပန်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါဆိုရင် question လေးတွေနဲ့ discussion အပိုင်းလေးကိုဖိတ်ခေါ်ကြိုဆိုပါရရှင်မေးစရာရှိတဲ့သူများဆွေးနွေးစရာရှိတဲ့သူကလက်ထောင်ပေးပါရှင်ဆရာမတို့မမီတို့ကျောင်းသားတွေကလည်းမေးလို့ရပါတယ်ကျောင်းသားတွေအတွက်ကတော့ဒါ public health ပြည်သူ့ကျန်းမာရေးဆိုတာလုံးဝတစ်ဖြစ်နေမှာပေါ့နော်ကျောင်းသားတွေကပထမနှစ်ပဲရှိသေးတာဆိုတော့ဒါပေမဲ့ကျောင်းသားကျောင်းသူတွေအတွက်ကဒီ senior ဆရာမကြီးတွေဆရာမတွေရဲ့ experience တွေကနေပြီးတော့နားထောင်ပြီးတော့ငါတို့လုပ်ငန်းခွင်ဝင်ရင်ငါတို့ဖွဲ့ရရင်ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲငါတို့ကြာရင်ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတာသတိထားမိအောင်လို့ဒါကျောင်းသားကျောင်းသူကိုနားထောင်ခိုင်းတာဖြစ်ပါတယ်ဒါပေမဲ့မိမိတို့ရဲ့ပတ်ဝန်းကျင်မှာကြုံတွေ့နေရတာတွေနဲ့ရှိပြီးတော့မေးချင်တာတွေရှင်သိချင်တာတွေရှင်ကျောင်းသားကျောင်းသူတွေကလည်းမေးလို့ရပါတယ်ချင်းပြည် MOHS ကဆရာမတို့လည်းဒီကနေ့တက်ရောက်ပြီးတာအများကြီးကျေးဇူးတင်ပါတယ်ဆရာမတို့လည်းမေးမြန်းလို့ရပါတယ်ဆွေးနွေးလို့ရပါတယ်ရှင်မမီဥက္ကဋ္ဌလက်ထောင်ထားတယ်ဟုတ်ကဲ့မမီကိုဖိတ်ခေါ်ပါတယ်ရှင်မမီဟုတ်ပြည့်ပြည့်စုံစုံလေးပြောသွားပေးတာမမီမမီကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်။ဘာဖြစ်လို့ကျမတို့ကဒီ public health ရှုထောင့်ကနေကြည့်လို့ရှိရင်လုပ်စရာတွေအများကြီးပဲပေါ်ထွက်လာတယ်အခုကိုပဲနားထောင်ရင်းနဲ့ဟာဒါလည်းလုပ်အောင်မယ်ဟိုကလည်းလုပ်အောင်မယ်အများကြီးပဲကြိုးစားရမှာဟာတွေကလေဟိုဘယ်လိုပြောရမှန်းတော့မသိတော့ဘူးအဲ့တော့ဟိုအကုန်လုံးကလေစွစွစည်းစည်းနဲ့ကျမတို့အဲ့ဒါပဲထပ်တယ်လည်းပြောချင်တာအဓိကတော့ unity ပေါ့ကျမတို့ကစွစည်းဖို့အများကြီးလိုတယ်တယောက် idea ကိုတယောက်ကလက်ခံမှုဟိုကျမတို့တွေဘယ်လိုပြုပြင်ပြောင်းလဲကြမလဲပေါ့အဲ့တော့ကျမအကြံတစ်ခုဒီထဲကနေထွက်လာတာကသီးသန့်လေးကျမတို့ဒီ nursing and midwifery workforce နဲ့ပတ်သက်ပြီးတော့
တနေ့နေ့တစ်ချိန်ချိန်မှာကျမတို့တွေစုပြီးတော့ခေါင်းစားကြရင်ကောင်းမလားပေါ့အဲ့လိုလဲတွေးမိပါတယ်လို့နော်အားရတဲ့ရဲ့အဲ့လိုမျိုးပေါ့စုပြီးတော့ဘယ်လိုနည်းနဲ့ကျမတို့ဖြည့်ရှင်းကြမလဲဘာကြောင့်ဒီလိုမျိုးပြောနိုင်လဲဆိုတဲ့အခါကျမဒီတချို့သောအခန်းအစည်းအဝေးတချို့မှာတင်ပြမှုတာတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုရင် nursing midwifery development နဲ့ပတ်သက်ပြီးတော့အခုပြောတဲ့ career proposal ဘယ်လောက်ပဲဆွဲထားဒါဟာလောလောဆယ်မှာ action လည်းမယူရသေးဘူးခံစား권လည်းမရှိသေးဘူးအဲ့တော့ကျမတို့ဘာပဲပြောလိုက် nursing ကနေပြီးတော့ထပ်ပြောလိုက်ပြီဆိုတာနဲ့ကျန်းမာရေးနော်ကျန်းမာရေးဝန်ကြီးဌာနမှာအဓိကကတော့ငါတို့နဲ့လာမရှင်နဲ့ဆိုတဲ့သဘောမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်သလိုnursing ကိုစဉ်းစားလို့ရှိရင်အခြားပေါ့ဒီစေးနှီးနွယ်အခြား profession တွေလည်းရှိတယ်အထူးသဖြင့် HA တို့ lab tech တို့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးတွေနဲ့အများအားပဲနိုင်ပြီးတော့ပြောတယ်ပေါ့နော် nursing ကိုသီးသန့်လုံးဝစဉ်းစားဖို့ဆိုတဲ့အကြောင်းအရာမရှိ nursing midwifery ကဒီ public health care မှာလည်းအများကြီး primary health care မှာလည်းရှေ့တန်းမှာဝင်လုပ်နေရတာကိုသိတယ်ဒီကုသရေးပိုင်းမှာ clinical ဘိုင်းမှာဆိုရင်လည်းဒီ nurse တွေကအများကြီးပဲအောက်ခြေသိမ်းလုပ်နေတာတော့လည်းသိတယ်ဒါပေမဲ့လို့ပြောလိုက်တိုင်းမှာသူတို့မှာဒီ nursing တစ်ခုတည်းရှိတာမဟုတ်ဘူးတခြားအရောရှိတယ်အဲ့လိုဆွဆွဲပြီးတော့ပေါင်းပလိုက်တာအများကြီးပေါင်းပလိုက်တာဒါပေမဲ့ကျမပြောချင်တာကဘာလဲဆိုတော့ပေါင်းပလိုက်တယ်ဒန်းတူထားချင်တယ်ဆိုလို့ရှိရင်လည်းအခုကြီးကြိုင်ဒန်းတူပေးလေဒီကနေ BNS ကနေထွက်လာတယ်ကျမတို့ကိုဘယ်လိုပြောမလဲဒူးစီ scale မပေးဘူးလေတက်တန်းကြီးတန်းစီဓာတ်ကနှုံးမပေးထားတယ်ဒါပေမဲ့သူတို့ပြောတဲ့နှီးနွယ်ပေါ့နားပြလို့မျိုးနှီးနွယ်တက္ကသိုလ်တွေကဆင်းလာတဲ့ကလေးတွေကြတော့ဒူးစီ scale တွေပေးထားတယ်ပေါ့အဲ့ဒါမျိုးကြောင့်အခုကြီးကြိုင်တော့နှိမ်ထားတယ်ကကြရင်တော့ကျမတို့စူးစမ်းပြမယ်ဆိုတဲ့အနေနဲ့မျိုးကြတော့ရှင်ပြီးတော့ပြောတယ်ပေါ့ဒါမျိုးတွေကကျမတို့စုရမယ်တရက်တော့စုပြီးတဲ့အခါမှာအဲ့လိုကလေးတွေကအများအပြားကလေးတွေကောင်းတဲ့ idea အသစ်ဆန်တွေအများကြီးရှိတယ်ဒါတွေကိုဘယ်လိုလုပ်မလဲပေါ့ကျမတို့တွေကတော့အများအားတင်ပြနေမှာပဲကိုယ့်ရဲ့အခက်အခဲတွေကိုကလေးတွေဘယ်လိုဖြစ်လို့ပေါ့နော် satisfact ဒီကိုယ့်ရဲ့လုပ်ငန်းကို satisfaction မရလို့ရှိရင်ဘန်းနောက်ကဖြစ်သွားမှာပဲခုနပြောသလိုပေါ့တမင်မွေးရင်ကြာဆိုင်ဘာကြောင့်ဖြစ်တယ်လဲအဲ့ဒီဟာကိုထောက်ပြီးတော့တမင်မွေးရင်ကြာဆိုင်မဖြစ်အောင်ကိုယ့်ဆီက brain drain တွေမဖြစ်အောင်ပါခွဲမဲ့နည်းလမ်းတွေမသိတော့မဟုတ်ဘူးနော်အခုတည်းအများကြီးသိပေမဲ့လည်းဘယ်လိုပြောမလဲဒီ policy maker တွေကမလုပ်ရင်ကျမတို့လည်းငုတ်တုံပေးနေတဲ့ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုစူးစမ်းကြမလဲဘယ်လိုဝိုင်းဝန်းပြီးတော့အဲ့ဒါလေးကိုတရက်လောက်ပေါ့တည်တံ့လေးချိန်ပေးရင်ဆွေးနွေးပါလို့သမီးတွေကိုနည်းနည်းလေး request လုပ်ပါတယ်လို့နော်ငယ်တဲ့လူတွေအကုန်လုံးကိုဖိတ်ညီလာခံကြမှာပြောရင်ကြတော့အချိန်ရကြမှာရမှာတည်တံ့လေးဒါလေးကို topic တစ်ခုအနေနဲ့မမီတို့တွေလည်းပြောထားတာစိုးဒီမှာစိတ်မကောင်းဘူးတကယ်ကိုစိတ်မကောင်းဘူးကိုလည်းရတဲ့လောက်တော့ပြောအစည်းအဝေးတော်တော်များများမှာတော့ပြောဖြစ်တယ်ပေါ့နော်ကြိုက်တဲ့လူလည်းရှိတယ်မကြိုက်တဲ့လူလည်းရှိတယ်ပေါ့အဲ့လိုမျိုးတွေဖြစ်မမီကျေးဇူးအများကြီးတင်ပါတယ်အခုလိုမျိုးဆွေးနွေးပေးတာနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါမမီရှင်ဟုတ်ကဲ့ဖြည့်ဆွတ်ဆွေးနွေးပေးတဲ့မမီဥက္ကဋ္ဌကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မမီရဲ့ဆုံးတော့ပြောတဲ့ suggestion ကိုလည်းတမျိုးဟုတ် note လုပ်ထားပါတယ်ရှင်မမီဟုတ်ကဲ့အကောင့်ထပ်ပေါ်နိုင်အောင်ဟုတ်အဲ့တော့ဆိုနောက်ထပ်ဖြည့်ဆွတ်ဆွေးနွေးဖို့ရအတွက်ဆက်ဆံမတို့ကိုဖိတ်ခေါ်ပါတယ်ချင်းပြည်ကဆက်ဆံမတို့ကိုလည်းဖိတ်ခေါ်ပါတယ်ရှင်ဆံမတို့မေးမြန်းချင်တာရှင်မေးမြန်းလို့ရတယ်လို့ဆွေးနွေးချင်တာရှင်လည်းဆွေးနွေးလို့ရပါတယ်ရှင်ဆံမ Galaxy A02 ကဆံမဟိုဗီဒီယိုပွင့်နေတယ်နော်ဆံမမတော်တဆပွင့်မိတာဆိုရင်ပိတ်လို့ရအောင်လို့ပါ safety ဆိုရင်ရမှာဆိုလိုပါရှင်မပိတ်ပေးလိုက်မလားသူမသိဘူးသူချက်ပေါက်မှာ share ထားတဲ့ link လေးကတော့ဒါစောစောတော့ဆရာမကြီးASC က presentation မှာပါဝင်တဲ့ဆရာကြီးရဲ့စာအုပ်လေးတွေ့လို့ပါရှင်အဲ့ဒီစာအုပ်လေး share ထားပါတယ်ဆရာမတို့ဖတ်ချင်တယ်ဆိုရင်လည်းအဲ့ဒီ link လေးကနေတွားလိုက်အဲ့ဒီဆရာကြီးရဲ့စာအုပ်ကို download ဆွဲလို့ရပါတယ်ရှင်ကျမတို့အရင်ဝန်ကြီးကျမရဲ့ဝန်ကြီးဖြစ်တဲ့ဆရာကြီးဦးမြင့်ထွေရဲ့ public health နဲ့သက်ဆိုင်တဲ့ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမချင်းပြည်ကဆရာမတူကတော့ဟုတ်ကဲ့မရှိပါဘူးလေဟုတ်ကဲ့အဲ့ဒါဆိုတခြားဆရာမတို့နဲ့ကျောင်းသားတွေကိုလည်းဖိတ်ခေါ်ပါတယ်မေးချင်တာရှင်မေးလို့ရပါတယ်မိမိဘဝင်ချင်မှာကြုံတွေ့တဲ့အကြောင်းအရာတွေနဲ့ပုံမှန်မူတည်ပြီးတော့ဆွေးနွေးချင်တာရှင်လည်းဆွေးနွေးလို့ရပါတယ်ရှင်အဲ့
တော့ဒီမှာဒီဆရာကြီးရဲ့စာအုပ်ကကျွန်မ review လုပ်ကြည့်တဲ့လောက်တော့သူကတော့ကျွန်တော်တို့အရင်ပုံစံအတိုင်းပဲသွားထားတာဖြစ်ပါတယ်အရင်ပုံစံဆိုတာနေပြီးတော့ပဲ central ထိန်းချုပ်ပြီးတော့ခါကြတော့ healthcare policy တွေ strategy တွေရေးဆွဲတဲ့ဟာကိုပဲဆရာကြီးကတော့ပို့ပြီးတော့ emphasize လုပ်ပြီးရေးထားပါတယ်ကျွန်တော်တို့လက်ရှိအခြေအနေမှာတော့နိုင်ငံရေးသဘောတရားအရာ federal ဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့အဲ့လို federal health system နဲ့align ဖြစ်တဲ့အနေအထားမျိုးတော့မဟုတ်သေးပါဘူးရှင်ဒါပေမဲ့လည်းဒီမြစ်တိ federal health system မှာမဆိုကိုယ့်ရဲ့ပြည်နယ်ပတ်သက်ပြီးတော့ health system development ဖြစ်အောင်လုပ်မယ်ဆိုရင်တော့ကိုကတဲ့နဲ့စာအုပ်ကောင်းတော့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာမတို့မမီတို့ဖြစ်ဆွဆွေးနွေးချင်တာရှင်ဖြစ်ဆွဆွေးနွေးဖို့ရအတွက်ဖိတ်ခေါ်ပါတယ်ရှင်presenter ဆရာမကြီးကိုတခုလောက်မေးချင်လို့ပါရှင်မမီစောစောတော့မမီပြောသွားတဲ့ဒီ experience ပေါ်မှာအခြေခံပြီးတော့ပေါ့နော်ဒီ public health နဲ့ clinical system နဲ့ချိတ်ဆက်မှုမှာဆိုလို့ရှိရင်ဒီအနောက်ရှက်လေးတွေဖြစ်နေတာပေါ့စောစောတော့ပြောသလိုဒီ refer လုပ်တာနောက်ကျတာဘာလို့နောက်ကျတာလဲဒါ pantograph သုံးတယ်လို့ဘာလို့ပေါ့နော်အဲ့တော့အဲ့ဒါကကျွန်တော်တို့အခက်အခဲရှိတာကဒီ midwife တွေဘက်မှာ midwifery workforce ဘက်မှာဆိုရင်ဒီ complicated pregnancy တွေတွေ့တယ်ဆိုရင် refer လုပ်ဖို့ပဲဆေးရုံဆေးကန်တွေကို refer လုပ်ဖို့ရပဲpolicy ကချမှတ်ထားလို့ပေါ့နော်တကယ်ဒါ midwife တွေရဲ့တာဖွားဆရာမတွေရဲ့ skill ကိုဒါကျွမ်းကျင်အောင်မြှင့်ပေးနိုင်မယ်ဆိုရင်တာဖွားဆရာမတွေကို complicated delivery ထိမွေးဖွားနိုင်အောင်သူတို့ရဲ့ကျွမ်းကျင်မှုကိုဒါမြင့်တင်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့ refer လုပ်ဆရာမလိုပဲနဲ့ midwife တွေကိုယ်တိုင်ဒီ midwifery center တွေဖွင့်ပြီးတော့ normal delivery နဲ့ပေါ့နော်မွေးနိုင်တဲ့ထိအောင်တော့လုပ်နိုင်မယ်ဆိုလို့ရှိရင် midwifery ရဲ့ education status ကိုဒါမြင့်တင်နိုင်မယ်ဆိုရင်စောစောကပြဿနာတွေလျော့နေသွားနိုင်လိမ့်မယ်လို့များထင်ပါလားရှင်မမီဟုတ်ကဲ့ကျမတို့လည်းခုနက refer လုပ်ရမယ်ဆိုတဲ့ဟာလေးတွေကိုတော့ကျမတို့ကကျမတို့ရဲ့အတိုင်းပေါ့နော်သူတို့သတ်မှတ်ထားတဲ့အတိုင်းသူတို့ရဲ့အန္တရာယ်ရှိတဲ့သူတွေကိုလွှဲရမယ်ဆိုတဲ့ဟာတွေက refer line ကတက်ပါရှင်ဒါက emergency မှာဖြစ်သွားတဲ့ကိစ္စတွေညီမလေး prolong labor ဖြစ်တာretain ဖြစ်တာ prolong labor ကိုဘာနဲ့သတ်မှတ်မလဲပြီးတော့အန္တရာယ်ရှိတဲ့အခြေအနေကိုဘာနဲ့သတ်မှတ်မလဲဒါမျိုးကနေပြီးတော့မှသွားတာကျမတို့ midwife တွေရဲ့အရေးအသွေးကိုမြင့်တင်ပေမဲ့လည်းအရေးပေါ်အခြေအနေဆိုတာရှိလာနိုင်ပါတယ်တမီးရှိလာနိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီလိုအရေးပေါ်အခြေအနေမှာဆိုရင်လွှဲရင်ကိုသူတို့က late referral အကြောင်းပဲလူနာဒုက္ခရောက်ရတယ်လို့ကျမတို့ကမရမကအိမ်မှာပဲလုပ်နေတယ်လို့ပုံစံမျိုးအမြဲတမ်းအပြောခံရတယ်ပေါ့အဲ့ဒါမျိုးကြောင့်မလို့ကျမတို့ကလွှဲစရာမလိုဘူးဆိုတာလို့တော့မရှိဘူးပေါ့တမီးရဲ့အရေးပေါ်အခြေအနေဆိုတာရှိလာနိုင်တယ်ပေါ့လုံးဝမလွှဲပဲနဲ့သူတို့ကအဲ့ကြောက်တာပထမပိုင်းမှာတော့သူတို့ကကြောက်တာပါတယ်ပေါ့နော်ကြောက်တာအတွက်ကြောင့်မလို့တွဲရမှာကြောက်တာအတွက်ကြောင့်မလို့ late referral တွေရှိခဲ့ပါတယ်ကျမကိုယ်တိုင်လည်းအဲ့ဒီ OGC သွားပြီးဖြည့်ရှင်းရတာမျိုးနောက်ပြီးတော့ logistics မှာသွားပြီးတော့ဖြည့်ရှင်းရတာမျိုးတွေလည်းကျမကိုယ်တိုင်ကြုံခဲ့ရတာမဟုတ်လို့လေကျမကိုယ်တိုင်ကြုံခဲ့ရတယ်ဆိုတာကျမရဲ့ midwife လေးတွေကြောင့်မလို့ကျမသွားပြီးဖြည့်ရှင်းရတာတွေဂတိခံရတာတွေလက်မှတ်ထိုးရတာတွေဒါမျိုးတွေကျမအများကြီးလုပ်ခဲ့ရပါတယ်ဒါကြောင့်မလို့အရေးပေါ်အခြေအနေဆိုတာလည်းရှိလာနိုင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ capacity သူတို့ရဲ့ efficient ဖြစ်ဖို့ကိုလည်းကျမတို့မြင့်တင်ပေးလို့ရတယ်လို့ကျမတို့လည်းအတတ်နိုင်ဆုံးမြင့်တင်ပေးတယ်ပေါ့နော်မြင့်တင်ပေးတယ်အဲ့ဒါကလည်းအထိုက်အသင့်လျောက်လည်းအကျိုးဖြစ်ထွန်းပါတယ်အရေးပေါ်ဖြစ်လာတဲ့အချိန်မှာဆိုလို့ရှိရင်ကျမတို့ဘယ်လိုလှမ်းပြီးတော့မှဆက်သွယ်ရမယ်ဘယ်လိုလုပ်ရမယ်ဘယ်အခြေအနေဆိုဘယ်လိုလက်ဖြည့်ရှင်းရမယ်ဆိုတာလေးတွေပါကျမတို့ည
မြင့်တင်ပေးတာလေခုနကပြောတဲ့ retraining ပေါ့နော် retraining လေးတွေတောက်လျှောက်ပေးတာမျိုးလေးတွေဒါမြင့်တင်ပေးတာပဲ CNE လုပ်ပေးတာပဲပေါ့ဒါလစဉ်လုပ်တဲ့အလုပ်ပေါ့အဲ့ဒါမျိုးလေးတွေလုပ်ပေးတာလည်းထိုက်တဲ့လောက်တော့အကျိုးဖြစ်ထွန်းပါတယ်တမီးအကျိုးဖြစ်ထွန်းပါတယ်အရေးပေါ်အခြေအနေဆိုတာကလည်းမရှိမဖြစ်ကလေးတွေလည်းရှိနေပါတယ်တမီးပြန်နေသေးတော့မယ်ပေါ့နော်အရေးပေါ်အခြေအနေဆိုတာကတော့ဟုတ်ကဲ့ဟုတ်ကဲ့မမီကျေးဇူးတင်ပါတယ်ရှင်နားလည်ပါပြီရှင်မမီကျမလည်းတစ်ခုလောက်ပြောချင်တာကဘာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပေါ့မြန်မာနိုင်ငံမှာလည်းမဟုတ်ပါဘူးကမ္ဘာတစ်ခုလုံးမှာဒီကလေးမွေးတယ်ပေါ့နော် delivery မှာ child delivery မှာဆိုရင် OG နဲ့ midwife ပဲအဓိကပေါ့နော်normal delivery ကတော့ midwife တွေလုပ်လို့ရတယ်လို့OG တွေလည်းလုပ်တယ်ပေါ့အဲ့တော့ကျတော့ OG နဲ့ midwife ကြားထဲမှာဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုပြီးတော့ workshop တွေတစ်ခါလုပ်ကြသေးတယ်လေလုပ်ကြတဲ့အခါမှာပူးပေါင်းဆောင်ရွက်မှုကဒီမှာသွားပြီးတော့ဆိုတော့ဒီကျွန်တော်တို့ training မှာပေါ့ မှာကဆိုရင်practical hours တွေပါတယ်မလားဘလောက်ဘယ်နှစ်ယောက်မွေးရမယ်ဆိုတော့လုံးဝတော့မှမကန်ရတဲ့ကလေးတွေအများကြီးပဲအဲ့ဒါနေပြီးတော့မှပွဲရသွားတဲ့ကလေးတွေအများကြီးပဲမယုံလို့ရှိရင်မှကျောင်းဆင်းပြီးသားတချို့မေးကြည့်လိုက်ပေါ့သူတို့ဘယ်နှစ်ယောက်မွေးခဲ့ရလဲ normal เนาะအဲ့ဒါ normal ပဲပြော normal တော့မမွေးရတော့ complicated ဆိုပိုတော့ဆိုးသေးတယ်ပေါ့သဘောကတော့အဲ့လိုเนาะအဲ့တော့ training မရဟုတ်တယ်ရှင်မမီဟုတ်တယ်ရှင်ဟုတ်တယ်မမီအဲ့လိုမျိုးတွေဖြစ်နေတယ်ကလေးတွေကဘယ်လိုလုပ်ပြီးသူ confidence ရှိတော့မလဲဟုတ်တယ်မလား training မှာကလေးကကိုကတကယ်ကျကျွန်တော်တို့ဆိုရင် bridge လည်းမွေးဘူးတယ် training မှာတော့ training မှာ bridge လည်းမွေးဘူးတယ် tense လည်းမွေးဘူးတယ်အဲ့လိုမျိုးပေါ့အများကြီး training မှာရခဲ့တဲ့အခါမှာကျွန်တော်တို့ confidence ရှိသွားပြီ။နေကိုတယောက်တည်းသွားဆိုတဲ့အခါကျွန်တော်တို့မကြောက်တော့ဘူးအဲ့မှာ emergency တွေလာဆေးရုံမှာကိုတယောက်တည်းဆရာဝန်ကိုခေါ်ဖို့လည်းအချိန်မတော်တယ်။များသောအားဖြင့်မွေးလူနာတွေညအချိန်မတော်ဖြစ်တာများတယ်။မြို့နယ်ဆေးရုံတွေမှာကိုတယောက်ပဲဆင်းရတယ်။အဲ့မျိုးဆို emergency လာပြီးမိဘတွေကလာပြီးတော့ refer လုပ်လာတယ်။ကိုduty ဆိုရင်ကတော့ကိုကတော့ရှော့အကုန်လုံးလက်ခံပြီးတော့အသက်နိုင်ဆုံးဖြည့်ရှင်းပေးတယ်။ဆရာကိုလိုရင်ဆရာကိုနှိုးတယ်ခွဲတယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်ပေါ့မိဘတွေကိုတက်တော့ပဲကျွန်မထားခဲ့တာ။ OG မရှိတဲ့နေရာမှာ OG ရှိတဲ့နေရာမှာကျတော့သွားတယ်ဆိုတဲ့အခါတော့ကလေးတွေကိုကြောက်တခါလေးရိုက်ထည့်ထားလိုက်တာဒါလည်းဆိုတာပဲတွေ့ရတယ်ဆိုတာပဲဘာဖြစ်လို့ခုမှပိုးလဲဘာဖြစ်လို့အဲ့အမျိုးတွေနဲ့ကလေးတွေကငကိုတွေကပဲကြောက်ငကိုတွေကပဲသူတို့ကကြောက်တတ်တဲ့လူတွေလေကြောက်တတ်တဲ့လူတွေဆိုတော့ပိုကြောက်သွားတာပေါ့နော်နောက်တစ်ခုကတော့ skill ကလည်းမရခဲ့ဘူးပေါ့သူတို့တင်တော့အဲ့လို emergency ဖြစ်လာမဲ့ case တွေမှာဆိုရင်သူတို့မလုပ်တတ်မကင်တတ်တွေဖြစ်အဲ့လိုမျိုးတွေဖြစ်တဲ့အခါမှာအခက်အခဲတွေအများကြီးပဲကလေးတွေမှာလည်းအဲ့လိုတွေရှိတယ်လို့ကိုနိုင်ငံမှာပြောပြတာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်မမီဒီကျောင်းသားအရွယ်တွေနဲ့ပတ်သက်ပြီးတော့ကတော့တမီးတို့လိုတင်ကြားရေးပိုင်းရဆရာတွေအတွက်တတိထားရမယ့်ကိစ္စပါပဲအဲ့တော့ဟုတ်ပါတယ်တင်တန်းကျောင်းတွေကျမတို့လည်းတင်တန်းကျောင်းတွေမှာဒုနည်းပြဖြစ်တာဝန်ကျခဲ့တာဆိုတော့အဲ့ဒီမှာဆိုရင်ကလေးတွေကျောင်းသားကျောင်းသူတွေကိုယ်တိုင်ကလေးမွေးပေးနိုင်ဖို့အနေအထားဆိုတာကတော်တော်လေးကိုခဲရင်တဲ့အနေအထားဖြစ်နေတယ်အဲ့ဒီထဲကမှ plus နောက်ထပ်ဘာအခက်အခဲရှိလဲဆိုတော့ကျောင်းဘက်ကလည်းမိသည့်practical instrument တွေ mannequins တွေပေါ့နော်အဲ့ဒါတွေထောက်ပံ့ထားနိုင်တာမျိုးလည်းမရှိဘူးဆိုတော့လုံးဝdelivery နဲ့ပတ်သက်ပြီးတော့က experience မရှိဘူးဖြစ်နေတာအဲ့တော့တက္ကသိုလ်ဘက်မှာမှအခြားဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေကတော့ license ရှိထားတဲ့ graduate license ရထားတဲ့သူတွေကလွဲလို့ရှိရင်လူနာကိုလုံးဝထိခွင့်မရှိဘူးဆိုတော့ကျောင်းသားတွေကလည်းဒီ practice ကိုလူနာစီမှာယူတာမဟုတ်ဘူးအဓိကကလေးမွေးပွေးနိုင်တဲ့အယုတ်တွေနဲ့ laboratory ခန်းထဲမှာကျောင်းရဲ့ laboratory ခန်းထဲမှာပဲပြပြဝဝကိုပဲ practice ယူသွားတာလုံးဝဒီအယုတ်တွေကလည်းတိန်းထောင်ချီတန်တဲ့အယုတ်တွေဖြစ်ပြီးတော့တကယ်ကလေးမွေးနိုင်တဲ့အနေအထားထိဖြစ်အောင်သူတို့က skillful ဖြစ်အောင် train ပေးလိုက်နိုင်တဲ့အနေအထားမျိုးရှိပါတယ်ရှင်ကျမတို့နိုင်ငံမှာကျတော့ဒီသူနာပြုတက္ကသိုလ်ရန်ကုန်မှာတောင်မှပဲအဲ့ဒီ3000ကျော်တန်းအယုတ်ကတရုတ်2ရုပ်ပဲရှိတဲ့အနေအထားဖြစ်တယ်အဲ့ဒါတောင်မှကိုယ်နိုင်ငံက aircon နဲ့အမြဲတမ်းမထားနိုင်လို့ဟိုက rubber တွေအရေးပြောပြီးတော့ maintenance အပိုင်းတောင်မှအင်မတန်မှခက်ခဲတဲ့အနေအထားမျိုးဖြစ်နေတယ်အဲ့တော့တင် जा ရေးအပိုင်းကတော့လုံးဝ practically မှာexperience ရအောင်လုပ်နိုင်တဲ့အနေအထားကတော့ခဲရင်းနေသေးတာမျိုးဖြစ်နေပါတယ်ရှင်တင်တန်းကျောင်းတွေအနေအထားကြတော့အဲ့လိုအယုံမျိုးရနိုင်မှုကလည်းခဲရင်းနေစေယုံနေမှာကလည်းမျိုးပေါ်မှာရှိတဲ့စေယုံလောက်ပဲသွားပြီးတော့ practice ဆင်းမယ်ဆိုလို့ရှိရင်လည်းဒီလို case မျိုးကိုကြုံနိုင်မှုကခဲရင်းတဲ့အနေအထားမျိုးတော့ဖြစ်နေတယ်ဟုတ်မမီထောက်ပြသလိုပါပဲကျွန်တော်တို့တင် जा ရေးဘက်ကလည်းကလေးတွေမှာ practice အပိုင်းရအောင်တော်တော်လေးကိုပဲမြင့်တင်ပေးရမယ့်အနေအထားပါဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မမီဥက္ကဋ္ဌဒီလိုဖြည့်ဆွက်ပြီးတော့ပြောကြားပေးအောင်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျမတို့တခြားသောဆက်ဆံမတို့ကရောဗာများမေးမြန်းဆွေးနွေးချင်တာရှိအောင်မလဲရှင်မရှိတော့ဘူးဆိုရင်တော့ကျမတို့ဒီကနေ့ CNE လေးကိုညီကုန်းချုပ်နိုင်အောင်လို့ဖြစ်ပါတယ်
ဒီဆရာမကြီးဆွေးနွေးသွားတဲ့အချက်ထဲအားဆိုလို့ရှိရင်ကျမတို့နောက်ဆုံး slide ကတော့တော်တော်လေးကိုပဲသတိထားမယ့် slide ဖြစ်ပါတယ်ရှင်အဓိကတော့ midwifery and nursing workforce နဲ့ပတ်သက်ပြီးတော့ education status နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်တဲ့လဲဆိုတာကကျမတို့ society ဘက်မှာဆိုလို့ရှိရင်ကျမတို့ကပဲcareer letter တွေရေးဆွဲထားတဲ့ society member အဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ခါကြတော့မမီတို့နဲ့career letter တွေရေးဆွဲသလို JD တွေလည်းရေးဆွဲထားတာရှိတယ်ဒါတွေဟာကျမတို့ဆန္ဒရှိလို့ကျမတို့ရဲ့စိတ်ဆန္ဒတစ်ခုတည်းနဲ့လည်းလောက်ကင်ဆောင်ရွက်နေတာမဟုတ်ပါဘူး World Health Organization ကနေပြီးတော့ချပြထားတဲ့ဒီ policy area ဒါလင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမတို့ society member တွေသိစေချင်တယ်လို့ကျမတို့ nursing and midwifery workforce တွေကိုယ်တိုင်ကိုလည်းသိစေချင်ပါတယ်အဲ့လိုသိပြီးတော့ကျမတို့ကိုယ်တိုင်ကပြည်သူလူထုအတွက် advocacy ဖြစ်စွာနဲ့ရှေ့ဆောင်ရှေ့ရွက်ပြုစွာနဲ့ကိုယ့်ရဲ့ stakeholder တွေကိုယ့်ရဲ့ federal အသီးသီးမှာဆိုလို့ရှိရင်ကျမတို့ရဲ့ပြည်အစိုးရတွေချင်းလန်းဆိုရင်လည်းချင်းလန်းministry ရှိမယ်အစိုးရရှိမယ်ကချင်ဆိုရင်လည်းကချင်ကရင်ဆိုရင်လည်းကရင်ဒီလိုပေါ့နော်အဲ့လိုရှိတဲ့ထဲမှာမှကျမတို့ရဲ့အစိုးရတွေကိုပြည်သူတွေအတွက်တော့ဒီလိုမျိုးလေးတော့ဖြစ်တင်ပါတယ်ဆိုပြီးတော့ဥဆောင်ရွယ်ပြုတ်ပြီးတော့ရှေ့ဆောင်ပြီးတော့ကျမတို့သူနာပြုတွေတောက်ဖားတွေကိုယ်တိုင်းကိုကတောင်းဆိုနိုင်အောင်လို့ဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့လေဒီဆမကြီးကနေပြီးတော့မှဒီလိုအချက်တွေထည့်ပြီးတော့ပြောပေးမယ်ဆိုလို့ရှိရင်ကျမတို့ midwifery and workforce တွေကိုယ်တိုင်လည်းသိမယ်ဆရာမတို့ကိုယ်တိုင်သိပြီးသွားလို့ရှိရင်တခြားသောကိုယ့်ရဲ့ college တွေကိုလည်းပြန်ပြီးတော့ဖြန့်ဝေပေးဖို့ ਨੇ ကျမတို့နဲ့ပူးတွဲပြီးတော့လုပ်ကိုင်ဆောင်ရွက်နေတဲ့ Ministry of Health သို့မဟုတ်ဒီအစိုးရအဖွဲ့တွေနဲ့ပေါ့နော် stakeholder တွေနဲ့ချိတ်ဆက်လှုပ်ဆောင်ပြီးရင်ပြည်သူ့ကျန်းမာရေးအတွက်ဒါတွေကတော့ဖြစ်ထိုက်ပါတယ်ဆိုတာကိုဆရာမတို့ကိုယ်တိုင်ပြောပေးနိုင်ဖို့ပါရှင်အဲ့လိုမှမဟုတ်ဘဲနဲ့အရင်ပုံစံအတိုင်းပဲသွားနေမယ်ဆိုလို့ရှိရင်တော့အခုကအရင်လိုမျိုး central ကိုကျမတို့အပြစ်တင်လို့ရတော့မှာမဟုတ်ဘူးချင်းပြည်ရဲ့ကျန်းမာရေးအခြေအနေမကောင်းဘူးကလေးတိမ်နှုံများနေတယ်မိခင်တိမ်နှုံများနေတယ်မန္တလေးတိုင်းရဲ့ကျန်းမာရေးအခြေအနေမကောင်းဘူးမိခင်တိတ်ဆုံးမှုနှုံများနေတယ်ဆိုရင်အခုကဘယ်သူ့မှသွားပြီးအပြစ်တင်နေကြမလို့တော့ဘူး Federal အစိုးရကိုယ်တိုင်မှာကိုပဲတာဝန်ရှိသွားပြီအဲ့ဒီ Federal မှာတာဝန်ထမ်းဆောင်မဲ့သူနာပြုတွေတောက်ပွားတွေကိုယ်တိုင်ကိုပဲတာဝန်ရှိသွားပြီဖြစ်တဲ့အတွက်ဒီချက်လေးတွေကိုဆရာမတို့ဒီကနေ့တက်ရောက်လာကြတဲ့သူတွေတတိပြုမိအောင်လို့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျမတို့ဖြည့်ဆွတ်ဆွေးနွေးစရာမရှိတော့ဘူးဆိုလို့ရှိရင်တော့ဒီကနေ့ CNE လေးကိုဒီမှာပဲညီကုန်းချုပ်ပြစေရှင်မမီတို့ဆက်ဆံမလို့ဟုတ်အဲ့ဆိုရင်မမီဥက္ကဋ္ဌကနေပြီးတော့မှညီကုန်းချုပ်စကားလေးပြောကြပေးဖို့ရအတွက်လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်မမီဟုတ်ကဲ့ပါခုလိုမျိုးခက်ခဲတဲ့အခြေအနေကြားထဲကနေပြီးတော့မှဘူးသူတွေလာရောက်မျှဝေပေးတဲ့မမီကိုရောနောက်ပြီးတော့တက်ရောက်နားထောင်ပေးတဲ့ကျောင်းသူကျောင်းသားနဲ့ဆရာဆရာမတွေကိုရောဆွေးနွေးပေးကြတဲ့ဆရာဆရာမတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့နော်ကျမ်းမာရေးလည်းကြည့်ဆက်ကြပါနေကောင်းကျမ်းမာကြပါစေပေးရန်တွေကင်းရှင်းကြပါစေလို့ဆုတောင်းမြတ်တာပို့အပ်ကြပို့တာရတဲ့ဒီကုန်းချုပ်ပါတယ်လို့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်မမီနေကုန်းချုပ်ပိတ်စကားပြောချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီကနေ့ session ကိုကျွန်မ record လုပ်ထားတာဖြစ်တဲ့အတွက်ဒီ society ရဲ့ YouTube channel မှာလည်းပြန်ပြီးတော့တင်ထားပေးပါမယ်နောက်ကြလို့ရှေ့ပိုင်းမမီတဲ့ဆရာမတွေကဒီ society ရဲ့ YouTube channel မှာလည်းဒီ CNE playlist ထဲမှာဒီ CNE နဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေကိုပြန်ပြီးတော့နားထောင်လို့ရပါတယ်မိမိတို့ရဲ့အသီးသီးသောတခြားအဖွဲ့အစည်းတွေကိုလည်းယုံကြည်စိတ်ချတဲ့အဖွဲ့အစည်းတွေကိုလည်းပြန်လည်ဖြန့်ဝေပြီးတော့နားထောင်ပေးနိုင်ဖို့ရအတွက်လည်းကျွန်တော်တို့ဘက်ကမြတ်တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီကနေ့အချိန်ပေးပြီးတက်ရောက်ကြတဲ့မမီတို့ရောဆရာမတို့ရောကျောင်းသားတွေကိုရောနောက်ပြီးတော့အထူးသဖြင့် presenter public health က presenter မမီကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ရှေ့လ CNE လည်းဒီလိုမျိုးပဲတစ်လတစ်ချိန်ပုံမှန်လှုပ်ဆောင်မှာဖြစ်တဲ့အတွက်ဆရာမတို့ရောမမီတို့ရောကျောင်းသားကျောင်းသူတွေရောအတူတကွပြန်လည်ဆုံတွေ့ဖို့ရအတွက်ဖိတ်ကြားအပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်မမီတို့ဆရာမတို့ကျောင်းသားကျောင်းသူတွေရောဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင် meeting လေးအန်ခွင့်ပြုပါရှင်